ချစ်တယ်ဆိုတဲ့စကားလုံးရနှလုံးပဲဖြစ်တယ်အခုတာအဲ့ဒါလည်းတာအဲ့ခုံးနေဦးလာခိတယ်လို့ချစ်နဲ့တဲ့ပဲဖြစ်တယ်မြေမလားတာလည်းအဲ့လိုပဲပေါ့နော်ကျွန်တော်ဝိညာဉ်ရေးမှာဆွဲခေါ်တဲ့မိဘတွေရှိပါတယ်အဝဲမြေမလားအဝဲပြီးနေတော့ဘာလဲအတွေးခေါ်ရအဝိချရရလည်းတော့တာပါဦးစီကောFacebook ရဲ့အကြောင်းသားဖြစ်ရတဲ့အတွက်ဂုဏ်ယူပါဒီကဲဝဲလာလည်းအဝဲချိုးဖို့ကနေရဟိလာတိပေါ်လာဟိလိုက်ပေါ်လာတဲ့ဆီအာမင်အခုဒီပေါ်တော့ကျွန်တော်Facebook မှာသူများဆိုသိရင်တယောက်ပဲရှိမယ်အခုနေတယ်တော့ရလောစနာတနေရတရတနေလားပါကီနိုအိုတေရတကားလုံးမတကားလုံးမကျွန်တော်မှာတင်တာ2ယောက်ရှိတယ်တဝဲကနေအိုခီလားတဝဲလားကျွန်တော်တို့ကဘက်တော်နဲ့ပတ်သက်လာရင်အရန်တော့ပါကြီးတယ်မိမိအော်လေမိဘကလည်းစားပြီးထားနေအဝဲကနေအလောအဝဲအတက်ကခွေးအားလုံးမှာပထမဦးဆုံးဆရာဒီမှာထိုင်နေဆရာတရာဖတ်တို့နောက်တဲ့ကြော်လေးဖြစ်ပါတယ်တပုတ်တန်ရသားချင်းနဲ့တာလည်းမိဘကပစရာတို့ကြော်လို့နောက်တစ်ယောက်ကတော့ကျွန်မသိချင်ရတယ်ကျွန်မရဲ့အမေဆိုလည်းဟုတ်တယ်ဆရာမဒေါက်တာရောဘတ်ဆရာမဖွားချစ်ဖြစ်ပါတယ်ဒီကနေ့မိဘရဲ့ဒရာမူဖွားချစ်ကျေးဇူးတင်တယ်ဖခင်ကျေးဇူးတော်ထူးပဲမှန်တယ်ပေါ့နော်ဒါတော့ပထမဆရာကကျွန်တော်အချိန်ပေးထားတာကြာတော့ဒီနေ့တရက်ပဲဖြစ်တယ်အခုနေတော့တရနေတော့ယေရှုဆိုင်ရာတရရဲ့သက်စတော်လည်းမလို့နေဟာခေါ်တော့အဲ့ဒီနေ့ကတတိခံခြင်းနဲ့ပဲအချိန်ရပြီးသွားတယ်အခုရဲ့ညာခေါ်တော့ဖိမိနေခေါ်ထဲရလည်းယူဥတာဝီလိုက်သက်စတော်နေလောရတော့ဒီနေ့ကတော့ဖခင်ရဲ့ကျေးဇူးတော်ပဲပြောရမယ်ပေါ့နော်ဖခင်သခင်ကကျွန်တော်အချိန်ပေးတဲ့အတွက်အထူးပဲကျေးဇူးတော်ချီးမွမ်းတယ်အခုနေဒီနေ့ညနေမြို့လာစားတဲ့ကတော့ရတာစံတော်လေးကိုကိုလိုရစီပြောတော့မှာဖိတ်ခေါ်ပေးတဲ့အချိန်ပေးတဲ့ဆရာနဲ့တော့ဆရာမများဒီမှာရှိတဲ့ဆရာမများနဲ့ကျောင်းကျောင်းသားရောက်ဆိုင်ကိုလည်းထူးပဲကျေးဇူးတင်တယ်ဒါဘာလဲပြောလို့ရတရာမီကြီးဘာချိုးဖို့ကော်ဒီနော်ဘာလဲအိုဖေကိုဒီနော်လည်းစီပြောတော့မှာ Facebook ကိုဒီမှာပညာသင်ကြားဖို့ရအတွက်လာပြီးလေ့လာတဲ့ကျောင်းသားတွေလည်းရှိပါတယ်အခုနေဘာလဲညောလည်းအဲ့တော့ထော်လာချိုးလေးဖာလ fix ချိုးနေအဟဲခုတင်ရတာတော့အိုစီကောဝလာလည်းတလို့ဖေးလို့ဒီကျောင်းကိုတက်ဖြစ်အောင်တက်ပါလို့ကျွန်မကဒီကနေတော့ပြောကြားချင်တယ်အခုနေဂျိုးဖိနေထော်တော့ဘာကနေရတော့ဟီဝီပါတယ်ပြတော့ software တွေနှုတ်ကပတ်တော်ကနည်းနည်းတဲ့အတွက်တချို့အရာတွေမှာကျွန်တော်တို့မသိနိုင်တဲ့အရာတွေအများများစွာရှိပါတယ်ကစားရဒီထားနေတော့ဝဲဒီဝဲကိုတားလို့တင်ရဝဲအိုဝဲအားဒီအားမှနေလို့ဒီကျောင်းကိုတက်ချင်းအဖြစ်ကျွန်တော်တို့မသိနိုင်တဲ့ဖခင်ရဲ့နှုတ်ကပတ်တော်တွေကျွန်တော်တို့သိလာခွင့်ရမယ်ပမီထောက်တဲ့ဂျိုးဖိနေတားလည်းဘနံဘောတင်ရတင်ရတဲ့ဖက်တွေဘာကနာဖာတော့ရောနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးတော့လွတ်လပ်လပ်နဲ့နော်ကျွန်တော်တို့ဆရာသမားတွေနဲ့ဆွေးနွေးပြီးတော့တိုင်ဝင်လို့အချိန်နဲ့ပေးပါမိဘကစားရကလေးထားနေပတိကွာတော့ပတော့ဘောလည်းကတဘလေးဘူးနေဖရာတိဖတ်တိအဝဲဟိမတာဆန်ကိုစီကောလာတော့ဒီနေ့ကျွန်မဆော့တူတဲ့ point တွေတော့မယ်ရဲ့ကမလည်းဘူးကိုပထမဆုံးနှုတ်ကပတ်တော်ကိုခဏလောက်ဆက်ကြကြရအောင်ကိုကတိပါချိပါရှိုဒီတော်ရှင်ဖဖရာကိုရောကိုကျေးဇူးတင်တယ်ဒီကနေ့မှာကိုရောရှင်တင်ဆက်ပြီးတော့နေ့ရက်ကာလအတွက်ကျေးဇူးတော်ကိုချီးမွမ်းတယ်နှုတ်ကပတ်တော်မျိုးစေ့ဒီအရောက်စီတိုင်းပေါ်မှာကိုရောမြေပေါ်မှာကောင်းဆုံးမြေမှာကြာတော့မျိုးစေ့ကဲ့သို့အပင်ပေါက်ပြည့်အသီးသီးပြည့်ရှင်တန်ကြီးထွားသောအသက်တာဖြစ်စေပါဤနှုတ်ကပတ်တော်အပြင်ရောက်ရှင်တဲ့အရာအလုံးစုံကိုယေရှုခရစ်တော်ပြရဲ့နာမအဖြစ်ဖေရှားတယ်ဒီနှုတ်ကပတ်တော်အပြင်ရောက်စီတိုင်းရဲ့အသက်တာမှာတကယ်ပဲကိုရောတမှုထူးခြားတဲ့အသက်တာများဖြစ်စေပါအသက်တာမှာ life changer ကဲ့သို့ရောက်စီတိုင်းရဲ့အသက်တာမှာတကယ်နှုတ်ကပတ်တော်ရဲ့ကိုရော fire ဖြစ်စေအရောက်စီတိုင်းရဲ့နှလုံးသားကိုကိုရောပြုတ်ပြင်းတဲ့ဒီနှုတ်ကပတ်တော်အပြင်ကိုယ်တိုင်တိဆောက်ခြင်းရှိတယ်အရောက်စီတိုင်းပေါ်မှာလည်းတိဆောက်ခြင်းရှိပါလိမ့်ကြောင်းယေရှုခရစ်တော်နာမနဲ့ဆက်ကအပ်နေပါ၏အာမင်ကျွန်မဒီနေ့ယူချက်ထားတဲ့အရာလေးကတော့ဘုရားသခင်ပေးတော်မျိုးစေ့များဖြစ်ပါတယ်ဒီနေ့ကြီးတာဝိကုတော်လေးခုချမ်းနေတာခီလရွာဟီလောပဲကျွန်တော်တို့အားလုံးတိုင်းဟာဘုရားသခင်ပေးတဲ့စုကျေးဇူးလူတိုင်းရှိပါတယ်ဘဝရကိုဒီတော့ကလည်းဘိုးတော်ရွာဟိပါတာဖူဘိုးတော်ပါကိုဒီတော့ကလည်းဒါပေမဲ့ဖျားပေးတဲ့မျိုးစေ့ကိုကျမတို့ကအသုံးချတတ်ဖို့ရအတွက်အရေးကြီးတာဖြစ်တယ်။ဘာသာနဲ့กินတော့တက်ခီလန်ဆိုင်ဝါဟီလောပါလီတပ်ဖူလန်ဆိုင်ဝါဟီလောပါလီဘသူဝဲကတင်းတော့နေစီကိုတာလာရီဒိုဒိုမှာနော်။လူတိုင်းကိုဝိညာဉ်စုကျေးဇူးပေးတယ်ဝိညာဉ်အတိပေးတယ်။ဘာကောရတယ်လေဟိဝဲတာတပ်ဖူဟိစီကိုဝဲတာတာတာဒါပေမဲ့
ကိုမလက်ခံမရဘူးဖြစ်တယ် ဘာသာတနာကြီးနီတော့ဆိုင်ပါကလေးကထားတာမိတာတော့နီပမိတတူလို့ပတာမိတာတူလာနေတော့ဘာနီတညောစီကောပါ ဟိုတနေ့ကဆီယမတယောက်နှုတ်ဘက်တော်ဝင်ခသွားတယ် ဖဲမဟာဖဲအဘူဝီတနီနီတရာမှုကနီတော့ဟိဝဲဆိုင်ကလေးထား ဝိညာဉ်တော်မီးနဲ့ပတ်သက်ပြီးသူပြောသွားတဲ့အရာလေး တေဝဘကလည်းတာဆောဆွေအမေဦး ဖခင်တခင်အတွက်ဆိုရင်တကယ်ဖခင်ကိုစာနဲ့တောင်းတရတယ်ကွာအများနဲ့ fire ရှိတာဖြစ်တယ် မိမိလည်းရွာဘောမှုကနေဘာလာတာတူတာဘာလာအခုလေးဖားနေထောက်နေအဝဲနေတာတူလာဆိုင်ပါမိဦးမော ကျမတို့ဒီချင်းတွေကိုယူပြီးတော့မီးဖို့တယ်လုပ်တယ်ဆိုရင်အချိန်တန်ရင်အဲ့ဒီချင်းမီကအချိန်ကျရင်ကျွမ်းလောင်ပြီးတော့ကုန်သွားမှာဖြစ်တယ် ဖဲလည်းဘာလို့ပြီးပြီးတော့အတွဲတော့ခါနေအစုံတော့မိပါနေမိဦးခါနေလော်ပင်းရတာလော အဲ့ဒီမီးမကုန်ခင်မှာချင်းကနဲတာနဲဟိုကြောင်ကျွမ်းလောင်တာများပြီးတော့နည်းနည်းလေးပဲကြံတော့တယ်ဆိုရင်အဲ့ဒီအတွက်မီးကိုထပ်တောက်ခွင့်ရတော့ပြင်းထက်ရတယ် အခုတည်းကဒီတော့မိဦးခါနေဦးအော်ရရလောက်ကြီးနေအဝိတိလောက်ချာနေပြီးတော့တိတ်လို့ပြီးတော့ဒီတော့ဖမ်းအားရတာသိမှုဒီဖားနေလော အဲ့ဒီချင်းထပ်တဲ့ဆိုရင်အဲ့ဒီမီးကထင်းထပ်ဖက်တဲ့အတွက်ကျွမ်းလောင်နေတယ် ခေါပလိုလည်းမိအဘိကိုအဝိစာပမိတဖမ်းလို့အားရသိမှုနေတော့ပချိအောင်လာမိမှုနေအဝိလို့စကြရတာလော အဲ့ဒီမီးကိုမတည်သွားအောင်ထင်းကအမြဲတမ်းထက်ပေးနေရတယ်ပဲ ပြီးတော့မိဦးတက်လို့ပြီးနေသိမှုနေပပဘောလို့ထောဖို့လို့ ကျမတို့အသက်ကမှလည်းဝိညာဉ်တော်မီးရတယ်အဲ့ဒါဖြစ်တယ် လေပတာဦးကိုစစ်တော့ဘလို့ပါဝတာတာမိဦးနော်မိဦး နှုတ်ကပတ်တော်ထဲမှာဖခင်ကပုံဆောင်ထားတဲ့အရာတွေဝိညာဉ်တော်နဲ့ပတ်သက်ပြီးတော့အများကြီးရှိတယ် လေဆက်ရပြီးထားဖို့ပါတာဒိုလိုရလာဝီနီနော်တာဆိုဆွေးနေအိုရာအားမလား ရေနဲ့ပုံဆောင်တယ် အဝဲပါတာအဝဲနေလက်ချီနေလေ မီးနဲ့ပုံဆောင်တ မိ ယ် ဦးမေ အဲ့ဒီလိုပဲပေါ့နော်ဟိုးဘာလို့အစမှာတွေကတန်ရှင်းသောဝိညာဉ်တော်ကရေထဲမှာပြင်လာလို့ရှားတာဖြစ် လေကမတာခေါ်တီစီကောလေမချိပါတာအဝဲတာဆိုဆွေးနေဟိုအဝဲတာလက်ချီဖီကို တခင်ယေရှုကြွလာတဲ့အခါမှာရှင်ယောဟန်ဗတ္တိဇံဆရာယောဟန်ကဘယ်တခင်ယေရှုဖြစ်ချင်းမင်္ဂလာယူဖို့ရလာတဲ့အခါမှာ ဖဲဖဲနေခါလာကေတော့ဆိုင်ရှုပြလာဟေဝတာဖဲလဲဆိုယောဟာဘလရာခါလာကေ တခင်ယေရှုကိုဗတ္တိဇံယောဟန်အပြောလဲဆိုတော့ အဝဲနေဆိုယောဟာလေတေဝရာဆိုင်ရှုပြလေ ထိုသူရဲ့ခြေရင်းတော်ကျိုးကိုတော့ဖြေဖို့တော့မထိုင်ဘူး ဘောရကအခေါ်ပြပြီးလာတဲ့နေကခဲတော့ကနေထရပါပါ ထိုသူရဲ့ဟိုတန်ရှင်းသောဝိညာဉ်တော်နဲ့တော့အောင်သူကဗတ္တိဇံပေးမှာဖြစ်တယ်တဲ့ ဘောရကဤနေခဲဘလဘာလတာဆော့ဆွီလမေဦးဘောရကနေခဲဘလဘာ ဒီຢာတော့ဒါပေါ့နော်ဒါဖခင်ကျမကိုဒီနေ့ဒီလိုရောက်တဲ့အခါမှာပေါ်ပြတဲ့ຢာလေးကျွန်မပြောတာဖြစ်တယ် မိဝဲတာဆိုင်ပါတာလောဖလားလက်တာလောဖေးလေးဟဲ့တာလောဖေးအဝေါ်နေတော့ တခါတလေမှာကျမတို့ရဲ့အကြံစီကနှုတ်ကပတ်တော်ကိုပြင်ဆင်ထားတာတစ်ခုဖြစ်တယ် တော့ခေါ်နေတော့တဲ့တော့ဆိုင်ပါဒီထားတာအောက်လာတာ ကျမကိုမနေ့ကပြင်ဆင်ထားတဲ့အရာလေးကဘုရားသခင်ပေးကုန်မျိုးစေ့ဆိုတဲ့အရာလေးပြင်ဆင်ထားတာဖြစ်တယ် မဟာကလေးရတဲ့တော်ရလာလဲဆိုင်ပါဟိပါတက်ချီဒီကတဲ့တော်ရ ဒါပေမဲ့ဒီကိုရောက်လာတဲ့အခါဘုရားရဲ့ဝါရှင်မှာကျမမြမကောင်တော်ဝင်တဲ့အခါမှာဒီຢာလေးကျမကိုဘုရားဖော်ပြတဲ့အတွက်ကျမပြောရခြင်းဖြစ်တယ် အခုတော့ဝါဆနာကြီးဒီလော်လဲရဟဲ့ဒီလော်ဖေးတော့ဘာလို့ဘာတော့ဆိုင်ပါခိုင်ဦးလဲဆိုင်ပါမညာခါနေတော့တာလောဖာဟင်းဝဲလာတာခါ တကယ်လို့ကျမကဒီຢာကိုမပြောခဲ့ဘူးဆိုရင် တာဘာတီတာတင်ဖိုင်နေတေဘာဘူးနေ ဒီနေရာမှာဝိညာဉ်တော်ပြီးမရသေးတဲ့သူရဖို့ရအကြောင်းလေးကိုကျမကတားဆီးတဲ့သူဖြစ်သွားမှာဖြစ်တယ် ဘာတီနော်ဘာလဲကဘာဒိုနီဝဲလာတာဆိုစီဖေဦးနေတနေ့ကဘူးတေးတေးဝဲလာတော့ ဒီနေရာမှာဘသူကဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဝိညာဉ်တော်ပြီးကိုတောက်လောင်တယ်ဆိုရင်လက်ထောင်ရ တာလောဖေးနေဘာလဲအတူကိုတာကိုတူတာလဲဆိုင်အရင်ခါနေယူလာချီ အာမင်ဒါပေမဲ့လည်းတော့လည်းသေးတယ်ပေါ့နော် အာခါကြီးလေလား ဘုရားသခင်ကဒီကိုပို့ဆောင်မှာဖြစ်တယ် အာဆိုင်ဝါနေရှိဘာတာလောဖေး ဒီအတင်းတော်အဖြစ်ဘုရားကိုစစ်စစ်မှာဖြစ်တယ် ဘာကောလဲလက်တာအဝဲကဘာတောက်ဖို့နေနော်တာမူတော့လေတော့အိုးထောက်ဝဲလာဖာတော့ ဒီအတင်းတော်အဖြစ်လူငယ်တွေလူကြီးတွေမြောင်များစွာပြည့်ရှံပြီးတော့အဖြစ်ထွက်တဲ့ဒီတရားကောင်းချီးပေးမှာဖြစ်တယ် ခေါမလဲတော့ဖို့ပြီးကိုလေဘာသာစားဘာနော်တော့ဘာခဲလေနေနေတော့ပွဲလောလာပြီးတာမူတော့တော့အိုးတော့ဖာတော့ Facebook ကျောင်းသားတွေအဖြစ်ဆရာအခုတော်တော်တွေထောက်အကုန်အပါဝင်ကျောင်းသူကျောင်းသားတွေအရောက်စီတိုင်းမှာလည်းဒီဘုရားသခင်ရဲ့ဒီကိုကဘာအတွက်လောက်ဆောင်တဲ့သူတွေဖြစ်တယ် အခုနေနော်ဖေချိုဖို့တင်ဖာပြီးဘာဖေးဒီမနေကရာလောရဆိုင်ပါတာသူဆောဟောဖို့တူဆာနာကိုဒီနော်လာလေလား ဘုရားသ
worship ဒီလာနေရာမှာဥဆောင်မအောင်မြင်မှာဖြစ်တယ် ဘွာရကနေအတာဖူလီကိုလဝရှင်နေတာဘူးတော့ဘာတော့နေအဝဲမင်းမောင်ရမနေအဝဲတာနေလေထော်လေထော်ဝဲတာလား သူ့ကိုကဲတင်ချင်းစုကျေးဇူးနေရာမှာဖခင်ကပေးထားတယ်ဆိုရင် ကစားရမိဟိဝဲတာလေတာဟိခေါ်ဟိနော်တာဥကိခေါ်ကေ သူက worship နေရာမှာတော့ဥဆောင်လို့မရဘူး အဝဲအတာဖူလီလေတာဥကိခေါ်ကေဘာတော့လီဆိုစီနာမေလေထော်ဝဲတာလေဝရှင်လောနာကေနေတနေ့ပါ တကယ်လို့ကိုယ့်အလိုနဲ့ဥဆောင်ရသည်ရှိတော့ တော်တော်ခေါ်နေဘာထော်မှာဝဲတာလေတာပါတာ ဖခင်ပေးတဲ့အောင်မြင်ခြင်းကသူ့အပေါ်မှာအပြည့်အဝလုံးဝမရဘူး ပမင်းထောက်မှလည်းတာပါတာနေရွာလာဟိလောပါတာမနေတာတာလာတာကပေါ်နေပတ်ဒိုနီပါဝဲလဲပဲပဲပါ သူက music ဘိုင်းကိုတိလို့ဥဆောင်တယ်ဒါပေမဲ့သူ့ရဲ့နေရာမှန်မဟုတ်တဲ့အခါမှာ အဝဲတင်ရဝဲတာစီထော်ဘဒရဘာသာနာကြီးခေါ်လို့တမီးဝဲအလောဟုတ်တယ်နော် လူရဲ့အကြံဉာဏ်လူရဲ့ချစ်ချင်တဲ့ဆန္ဒကိုဦးစားပေးပြီးလှုပ်ဆောင်တဲ့အတွက် မိဝဲတာကကြတာဘာတာကကြတာခုเธอခေါ်လို့မှာဝဲဒီနေကိုတော့ 100% အောင်မြင်မှုကနိုင်မလား ဒိုနီပါဝဲလာလာကရပဲလာတာဆိုစီတာခုတာနေပါ 40% 50% တော့အောင်မြ ဒီ င် မှာ မှု ပဲလူစီယက်စီတာဆိုစီတာခုတာနေပါ အဲ့လိုပဲပေါ့နော် ဒီနေ့တော့ ဖခင်တခင်ကျမတို့ကိုပေးတဲ့မျိုးစေ့က ရွာလာဟိလောပါလာတာခီလာပပူဒီဖာနေ နေရာမှန်မှာကြာဖို့အတွက်အရေးကြီးတာ ကဘာလောဝဲလာတာလောလေအပလေဟောခွညာချီလာအဝေး ဖခင်ရဲ့အမှုတော်ဆောင်နေရာမှာခန့်ထားတယ်ဆိုရင် ရွာမင်းပါလောပါလာပမာတာတာခုစောတာမနေ အဲ့ဒီလူကဖခင်ရဲ့အမှုတော်ကိုတကယ်ပဲခွန်အားကြီးစွာစိတ်အားကြီးစွာနဲ့ပါဝင်တဲ့အခါမှာ တော့ဘဝစီကပပိမလာတာသူပိုတာဝါပပိမလာတာသူတာအိုနေ သူ့အားဖြင့်ညောင်များစွာသောသူတွေအတော့ဝိညာဉ်လွတ်မြောက်ပါစေ အဖေဒီနေဘကချီပါဝဲလာတော့တာသမုန်ဒီဖက်ကဒိုနီပါဝဲလာအာမတာထုတဲ့ဒီဖက်ကိုဝဲလာအာမ အဲ့တော့ဒီနေ့မျိုးစေ့အကြောင်းပြောတဲ့အခါမှာ အခုတော့တမညာကြီးယမီတဲလတာခီနေ ကျွန်မအချက်၃ချက်ကိုအဓိကထားပြီးပြောပါမှာဖြစ်တယ် ဒီတဲဝလာတာဂီ30 မျိုးစေ့တွေကနေရာမှန်မှာပေါက်ဖို့ဆိုရင် တာခီနေကမဲတော့ဝဲလာလေဟောခိုလေအလောပါလောနေ နံပါတ်1ကိုယ်မှာရှိတဲ့အရာကိုထုတ်ဖော်ဖို့လိုတာဖြစ်တယ် တဲတီနေတာလောအော်တော့ပါနေဘာထူတော့ဝဲလာ ကိုယ်မှာဘုရားသခင်ပေးထားတဲ့အရာပါရှိတယ်လေ လက်ပပူနေကစားရပါလောနေပါအိုမမီလေ အေဝံဂေလိလှုပ်ဆောင်တာကျွန်မဘုရားသခင်ရဲ့အေဝံဂေလိလုပ်ငန်းကိုလှုပ်ဆောင်တဲ့အခါမှာတယောက်နဲ့တယောက်ကိုအေဝံဂေလိပြောတာမတူညီဘူးဖြစ်တယ် ဖေးကစားရပါဘာဆိုတာတာသူစောတကတကပဒစီတဲ့တော့တာဟိမီဘာတကတကတဒီတော့ တချို့ကိုဖခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်ကျွန်မကိုသူ့ကိုပြောခိုင်းတာဖြစ်တယ် ဘာတနော်နော်နေကောလုံးစားရလိထားဖို့နေမဝဲဘယ်နဲ့တဲဘွားတကနေ နောက်ပြောက်ကြတော့အဲ့လိုမဟုတ်ဘူးဘုရားသခင်ရဲ့ဗမာတိတချင်းကိုတီးဆိုခြင်းအားဖြင့်ပြောခိုင်းတာဖြစ်တယ် လဲတော့ခီတကတမင်းကြီးနေပါတမင်းလည်းလေခီတာဆော့လာပါလဲလာတာဒီမဝဲလည်းလေစီထောက်တယ်ဘူးတော့ပါတော့လား အဲ့လိုပဲပေါ့နော်တယောက်နဲ့တယောက်ကိုအေဝံဂေလိလုပ်တဲ့အခါမှာဖခင်ရဲ့ဖို့ပြချက်ကိုလက်ခံပြီးလှုပ်ဆောင်ရတာဖြစ်တယ် အခုနေဖေးလည်းပမာရွာတမန်နေရွာတာဆော့စီတာလောဖလာနေဘာတူလို့မန်နေမိသားလာရီလို့မှာနော် အရင်တော့ဘုရားသခင်ရဲ့ဘိသိက်ကောင်းကြီးကိုမခံစားခင်ကဆိုရင်ကိုယ်အရာနဲ့ကိုယ်အိမ်ကိုဒီပြောတဲ့အခါမှာအောင်မြင်တဲ့တော့မအောင်မြင်ဘူး လဲဘူးကင်းနေဘတ်တော့ဆိုင်ပါတာဖူပါစားတာလောဖလာပါပမာလည်းပချာတာအချူနေရဝဲပါဝလာလည်းတာထုဖဲဝလာနေတာထုဖဲတော့အိုးချက်ချက်နေတာပါ ဖခင်ရဲ့ဘိသိက်ကောင်းကြီးစီးနေပြီးတဲ့နောက်မှာ ဖေးလည်းရွာတာဖူတာလောဘာဟဲဝီလော်ကီနေ အထူးသဖြင့်ကျွန်မဒီလက်ရှိ MCC Arizona အတင်းတော်မှာအခုတော့ကြောင့်အဖြစ်ကျွန်မပါဝင်တာဖြစ်တယ် လောဖေးဖေးနေတော့ရမာဝဲတာယူလို့တာလည်းအရီဇိုနာ ကျွန်မတို့အတင်းတော်မှာအခုတော့ကြောင့်၄ခုရှိတယ် လဲတောင်းဖို့ဘူးနေဘာလဲမှာတာသူစော်နေဝလာလူက ပထမအကြီးဆုံးတစ်ယောက်ကကချင်စရာဖြစ်တယ် အတော့တက်လာနေပြီဝလာချော ပြီးရင်ဆရာမချိုလည်းပါဝင်တယ် တရာမှုချို ပြီးတော့ဆရာစင်းနေ တော့တရာလာက ပြီးရင်ကျွန်မဖြစ်တယ် လာဝဲရာ ကျွန်မကအားလုံးဖက်မှာလည်းအသက်ငယ်ဆုံး လောက်ပါခဲလည်းကနေရင်ဒီဝလာအတာဆန်တဲ့ မိကုန်းနဲ့အထူးဆုံးဖြစ်တယ် ရတတိပါတဲ့အားတော့ ကျွန်မသိချင်တာရှိပြီဆိုရင်အဲ့ဒီဆရာအိတ်ချင်တယ်အိတ်ချင်တယ်လုံးပြအောင်မေးမှာဖြစ်တယ် ရမဲတော့တင်ရတယ်တရာအဲ့တော့မီးတမီးရဒီကွာဒီလည်းမရှိလို့တော့တာ ဒါပေမဲ့ဘုရားသခင်ကလေတစ်ခါတလေကျွန်မတို့ကိုစိတ်ရှိခြင်းတင်ပေးစေတဲ့အခါမှာ တော်တော်ဖတ်နေကစားကနေအဲ့တော့သူ့လိုပါလေတာကိုသူ့ပေါ်တာ စိတ်မရှိအောင်လုပ်တဲ့သူတွေကျွန်မအနာဖို့တယ် ဒီတော့ဘာလဲအမတီတာတာလဲဒီလိုနဲ့တော့သူကတမီးပါလေအရှိလို့လည်းခေါ်ချင် ခွင့်လွှတ်ခြင်းကိုတင်ပေးခြင်းရင် မင်းတော့သူ့လိုနာလေတောင်းပြီးတာယူနေ ခွင့်မလို့နိုင်တဲ့သူကိုရှိကို ဘာ
ကိုနေပါ ကိုကိုမုန်းတဲ့သူကိုလူတိုင်းကြုံဘူးလား သူတိလေခေါ်လို့ဘာလဲအဟင်းသူကြီးอ่ะ လူတိုင်းကတော့ကိုကိုမချစ်နိုင်မုန်းတဲ့သူကရှိလို့ရှိတယ် ဘာတော်လေးတဲ့ဘာဘာဘာဟင်းကောကို ကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ယေရှုကျမတို့ကိုအယမ်းချစ်တယ် ရွာလည်းပူတော့ဘာတော့လည်းဆိုင်ရှုခရီးလည်းပူတော့ဘာတော့လည်းဘာတော့မှာ ကျမတို့လည်းကိုကိုအယမ်းချစ်တာဖြစ်တယ် ဝဲစီကပဲအော်တော့မှာ ဒါပေမဲ့သခင်ယေရှုချစ်ဖို့ဒီလောက်ကောင်းတာသူ့ကိုမုန်းပြီးတော့အပြစ်ရှာပြီးကားတင်နေတဲ့သူကယေရှု ကဆိုင်ရှုခရီးအဲ့ဘာဖဲတဲ့နေနာနေဘာလဲအဖူလာတာကဘာလဲဘာလဲအပါတော့လည်းပြပြစီတယ်အိုးစီကဝဲတာ ကျမတို့မုန်းတဲ့သူကိုမချစ်ချင်ဘူးစကားမပြောချင်ဘူးမမြင်ချင်ဘူးအတန်တော့မကြားချင်ဘူး ဝဲတာဒီမှာဘာလဲပတာရောဒီမှာကွာတယ်ဒီမှာပတနာအဲ့တော့နောက်ကိုဒီမှာပတာရောချီရောပါ ဒါပေမဲ့ဘုရားသခင်ရဲ့ရှင်တော်မိကအထဲကိုတောက်လောင်လာပြီဆိုရင် ဖဲတာဆိုစီအိုလည်းဘူးနော်မေဦးမေကေရောပတာဗမေရွာတာဆိုစီမေမာလည်းဘူးပြီးတော့သူနေ ခွင့်မလွတ်နိုင်တဲ့အရာတွေကိုခွင့်လွတ်လာနိုင်တယ် တာလည်းပလာသူမိပါသေးတယ်ပလာပဲနေ မချစ်တဲ့သူကိုချစ်တဲ့အောင်တင်ပြီးတယ် တာလည်းပဲအော်တနေပါနေဒီတော့ပဲအော်တနေပါနေအဆိုးလို့ပါ ကိုကိုမုန်းနေတဲ့သူကိုလည်းပြန်ချစ်နိုင်အောင်ဝိညာဉ်တော်ဘုရားမဆာတာ ဘာတကလည်းပဲအော်တကဲပါဒီတော့ပဲအော်တနေပါနေတာဆိုစထရီမာဆာပါစီတော့ ဝိညာဉ်ရေးမှာရင်းချက်တဲ့သူက ဘာလဲအနောတာလည်းအနေနဲ့လည်းမနေတယ်ပါ စိတ်အခက်မသိလို့တယောက်နဲ့တယောက်ရန်ဖြစ်ခဲ့တာကွာ တဘလို့အဝဲဖဲလည်းအမေတဲ့အော်ကဆယ်တော့နေ အပြင်မှာတော့ထိုးချိန်ပြီးရဖြစ်တာမဟုတ်ဘူး လေတာခလစ်အဝဲပဲထိုးတော့တာတော့ဒါမိပါ စိတ်ကြီးရတယ်မြို့ကမရှိရဘူး လက်တာဘူးလည်းတာမီးနဲ့သေးပါ တရားမအရင်ချစ်ဖို့ကောင်းတာဖြစ်တယ်အဲ့လိုဆိုတော့စိတ်ထဲကနေသူ့ကိုပြောနေတာဖြစ်တယ် လက်တာဘူးရဲ့တဲော်လီ ဒါပေမဲ့တဖျားရဲ့တန်ရှင်းသောဝိညာဉ်တော်ကအထဲမှာပြုပြင်လာတဲ့အခါမှာ ဖဲပါစားတဲ့ကိနေဖဲလက်တာဆိုစထရီဝေါ်ဒီပါလက်တာတော့လည်းပကိုးဘူးတိဖာပြီးလို့ခင်းနေ သူ့ကိုချစ်လာတယ်ချစ်တယ် ပဲအဲ့ကြော်ဒီလော သူ့ကိုအရင်ချစ်တယ်လို့ကိုကအရင်ဆုံးပြောပြီးတော့ဝိညာဉ်လာဖြစ်တယ် ये बगले क्या ले ये एना नो मा पोएगा बगले ते छो वाले पे एना ले पे ते लो အဲ့ဒါကအထဲမှာဘုရားရဲ့တကူတော်ကစီစဉ်အသက်ရှင်ကြောင်းကိုပြတာဖြစ်တယ် मी बेटा ता ला ओले को बुटा सोडा को ला ओले को बुनी मा फला रो मी बेटा ता ओ ता ते फा मी लो ကျမတို့ဘုရားရဲ့အမှုတော်ကိုဆောင်တယ်ဆိုတာ फेले पमा युवा ता मा नी အမှုတော်ဆောင်လုံးဝအမှုတော်ဆောင်တာမဟုတ်ပါဘူး te mi le pama युवा ता मा को पके रो ला पा छोटा ता कि सो ते मी बा အမှုတော်ဆောင်မဟုတ်ပေမဲ့အမှုတော်ဆောင်နေတာတွေရှိပါတယ် wala soda ता कि सो बा सा ना कि नि ओ mu फला रो वे दा ले ता कि सो ने ओ सि को वे दा အဲ့ဒါလေးကိုပြန်စားကြည့်လို့ရလို့လေ a वे दा ni di to ba pe chi no pha ka ti we ko ni mi ta le ri lo si ko အရန်လေးနဲ့တယ်နော် mi ta le a yo lo ma အမှုတော်ဆောင်ဟုတ်ပေမဲ့အမှုတော်ဆောင်တော့ဟုတ်တယ်အမှုတော်ဆောင်ကအမှုတော်ဆောင်လို့ခေါ်တာ mi ba la soda ta ki so mi soda ta ki so ma mi ba la ni ba ko le ba soda ta ki so ba ဒါပေမဲ့အဲ့ဒီလူကအမှုတော်ဆောင်မဟုတ်ဘူး wa de ga ni mi ba ha te sa li ta mi ba soda ta ki so ba ဒါပေမဲ့အမှုတော်ဆောင်နေတယ် ba sa ta ki ni a we ma we wa ta ma ni lo အဲ့ဒါဘာလို့ဆိုလိုလာလဲဆိုတော့အမှုတော်ဆောင်တော့မဟုတ်ပေမဲ့အမှုတော်ဆောင်ရဲဆိုတာကဘုရားရဲ့အလုပ်ကို तू ကဒီမှာအမှုတော်ဆောင်ဆိုတာကတော့တရားဒေသနာဟောမယ်เนาะလိုအပ်တဲ့အရာတွေပန့်ပိုးမယ်အသိသူအသိသားတွေလိုအပ်တဲ့အရာဥပမာပြရင်ဆရာတွေလို့ wa le soda ta ki so ni lo ka ho ta bra ka ma la le ta o pho bu ba ki he do la tra jo ni lo sa da we သူ့ကြည့်ရင်တော့အမှုတော်ဆောင်ဟုတ်တယ် mi kwa wa ni ne ti la we mi ba soda ta ki so တကယ်အမှုတော်ကိုဆောင်လားမဆောင်လားဆိုတာ mi amma ta ta ki so no no a ta ma no no a ni သူ့ရဲ့ပုံသက်တွေကလည်းကျွန်တော်တို့မြင်နိုင်တယ် ne ti ba we ta do ta te la we o le a pu ni lo ဆရာကတော့တကယ်အမှုတော်ဆောင်အစစ်ဖြစ်ပါလေ da ra ni mi we la ba la soda ta ki so no no lo အားလုံးကျွန်တော်တို့ပြောလက်ဖက်တီးပြီးပါ ye mi ba la ka ni si ကျွန်တော်တို့ဆရာမဖောချစ်ဆိုရင်အဲ့လိုပဲဖြစ်တယ်ကျွန်တော်တို့ဆရာမဖောချစ် o ba da mi ba chi no sa da we သူရဲ့ဘုရားမှုတော်ဆောင်ဖြစ်တယ် we mi si ko ba soda ta ki so le ga တကယ်တော့ဘက်တော်တိုင်းစိတ်အားကြီးလို့ဖြစ်တယ် mi ba la a li su ba su le sa ga li ni cha amen ဆရာမတို့လက်ဖက်တီးပြီးကြရအောင် okay hi la hi ko la
ရှိတဲ့ဆရာမတွေအကုန်လုံးကစိတ်အားကြီးလို့ဖျားမှုလို့အတွက်လုံးဝဖျားကိုဆက်ကတဲ့သူဖြစ်တယ် Aku ni te basa ni bala o pe kala tamade pa ni bala tu ko tawa gi su basula kesai ba ta ma pulo ဆရာရဲ့ပုံသက်တွေအားဖြင့်တချို့ຢာတွေကကျွန်မမြင်ရတဲ့ခါမှာကျွန်မကိုယ်တိုင်ကျွန်မပုံတင်တာဖြစ်တယ် Pele chi ba wela kesai dara ata o pla ta do ta te ni pa ni no yen ni ba ta to lo ama ni ta o pu mo တခါတလေသူတို့ရဲ့တုံတင်ခြင်းကိုကျွန်မတို့ကစာနေမဟုတ်ပဲလက်တွေ့မှာလည်းတုံတင်ရတာဖြစ်တယ် Aku ni no pele ata to da ko te pa ni no de ni kele pa na hu ba la ta o pla si ko ni ba ba ta to lo ni si ko lo အတန်းပညာဘိုင်းတော့သူကပြည့်စုံသွားတော့ဆရာသမားဖြစ်တဲ့အတွက်သင်ကြားပေးမှာဖြစ်တယ် Mimi la to bu no ta to lo sa ni ta ba mi te sa ni ta ni awe ti we ko to lo ba ဆရာရဲ့အပိုင်းကတော့ကိုယ့်အကိုတပြည့်ပြည့်တင်ယူတာဖြစ်တယ် Mimi la awe to lo ba wili la alo ki ni ba cha ba to tho ko ni ba cha ba lu ke sa ni yo yo နောက်တစ်ခုကျတော့ဆောင်းကအမှုတော်ဆောင်ပြီးသွားရင်တော့ဒါရှင်းပြတယ်အမှုတော်ဆောင်မဟုတ်ပေမဲ့အမှုတော်ဆောင်တဲ့သူ La aga ka ni ni shep ya wa ga ini to hotra ba ta ma sa ka ma asa na ki ni ma phla wa ra sa yo a lu la ကျမတို့ကဒီကိုရောက်တဲ့အခါမှာ transportation အားဖြင့်တော့လည်းကောင်း Phela phe o pe ni ta wi so to sa အစားအသောက်အားဖြင့်တော့လည်း ta ကောင်း o ta o mi ni ta wi so to sa mi ni လူအပ်တဲ့နေရာမှာဆရာသမားတွေကိုမကြီးမညူပဲနဲ့ပန့်ဖို့ကူနေတဲ့သူဖြစ်တော့လည်းကောင်း ta la a lo ho lo phe ti pha ni no ba la ama phe we ti pha ခိုင်းမှလုံတာမဟုတ်ပဲနဲ့တည်တက်တဲ့စိတ်နဲ့စေတနာပြည့်တဲ့လုံဆောင်ခြင်းကိုပြောတာ ni le bwa me ho ma we ba kho pro le ata ta ti nya kho pro la ata ta o ho ta ro ma we ra ni lo အဲ့ဒီလူတွေကအမှုတော်ဆောင်ဖြစ်တယ် bwa ti pha si ko mi ba la ma ta ta tu so lo ဒီအတင်းတော့ကကျမအမှုတော်ဆောင်လည်းအများကြီးပြရပါတယ် ta lo phe ni ma chi ba ra ba la ma yo ta ma o ra a ma lo ဒီနေ့မှာလူမသိပေနဲ့ဖယားတိကိုအတိပတ်ပြီးဖို့ရအရေးကြီးတာဖြစ်တယ် Basa lagi buat nyawa pada kita tinggal tu lah. Rido lagi saya mati tinggal tu dah apa mau tu loh. တင်လူမသိပေမဲ့လူမသိတဲ့ကြွယ်ရာမှာတင်တယောက်တည်းဆူတောင်းနေတယ်တင်ရဲ့ဆူတောင်းတဲ့ကတကယ်ကိုဖယားရဲ့နှလုံးသားကိုတိုးထိတဲ့ဆူတောင်းလေးဖြစ်ရင်ဖယားသိတာပဲ Buat nyawa tu tinggal bah, tu kira tu kalau kalau kira tu kita cuma ni, bawa saya lagi saya tinggal tu loh. လူမသိပေမဲ့ဖယားသိတယ် Buat nyawa ni tinggal basa lagi ni saya tinggal we. လူသိစရာမလိုဘူးဖယားသိဖို့လိုတယ် Telur lah bagi tinggal bah, kau ada bah saya alo rido lagi saya tinggal bah. အဲ့တော့ဒီနေရာအားဖြင့်ပေါ့နော်ကိုယ်မှာရှိတဲ့အရာကဘာလဲဆိုတာသိပြီးတော့ထုတ်ပေါ်တတ်ဖို့ရရေးကြီးတာ Aku dah tak lah udah buat ni pani mimi ni, lepas tu or tengok tu or. ဖျက်ပြအခန်းကြီး၄တိကနေ၅မှာ Tengok ya. အဲ့ဒါ Atau mesti, cakap mesti, အခန်းကြီး၄ selalu အခန်းငယ်တစ်ကနေ၅ဖြစ်တယ် sebut dari lagi. ထာဝရဘုရားကမောရှိကိုတဲ့တင်ကြီးတက်မှာအဖေရရှိတဲ့ဒီမေးတော်မူလေတဲ့ Apa yang? အဲ့တော့ပြောလိုက်ကြောက် Jauh. ရနော်ဘာလို့လဲဆရာမလည်း Siapa? โอเคအဲ့ဒါဆိုတော့မောရှိကသူ့ရဲ့လက်မှာဘာရှိလဲဆိုပြီးတော့ထာဝရဘုရားကသူ့ကိုမေးတဲ့ဟာဖြစ်တယ်အဲ့ Jadi ဒီ ni, saya nak tiba dah semua sila ni cuma ni berada oleh. ထာဝရဘုရားကမောရှိကိုပြောတော့စကားဖြစ်တယ် Ni berada saya akan tulis semua sila. မောရှိရဲ့တဲ့လက်ထဲမှာဘာရှိလဲ Semua sila ni cuma ni berada oleh. ရှိတဲ့အရာနဲ့လုံးဆောင်ဖို့ရဘုရားသူ့ကိုပုံတင်တာဖြစ်တယ် Bila tak ada oleh ni pun ni mau ni saya tolong. သူ့ကိုအားလုံးသိတဲ့အတိုင်းပဲမောရှိကိုဒီဣသရေလလူမျိုးတွေခါနေပြီးကိုပို့ဆောင်ဖို့ရအတွက်ဘုရားတခင်ကသူ့ကိုခေါင်းဆောင်ပြမှာရွေးချယ်ထားပြီးတော့သူ့ကိုဣသရေလလူမျိုးကိုနှုတ်ဆောင်ဖို့ရအတွက်ဘုရားတခင်ကိုခေါ်ခိုင်းတာဖြစ်တယ် Aku ni buat isu lah pun ni pani. Ada sila kau kena hawa ni semua sila ni. Saya parol lah sila kita parol mungkin pani loh. ကျွန်မအသေးစိတ်တော့မပြောတော့ဘူးเนาะ Ada lagi cuma ni lah. အဲ့တော့မောရှိကဘုရားတခင်သူ့ကိုပြောတဲ့အခါမှာ तू ကချက်ချင်း yes လို့ဝင်လာတယ်ဖြစ်တယ် Penny saya dia serta ni kita dulu kena kita tahu kita loh kau bah. မောရှိကဘာဖြစ်ပြောလဲဆိုတော့ပေါ့နော် Awak kita saya ni le. ကျွန်တော်ဣသရေလလူမျိုးတွေသွားလို့နှုတ်ဆောင်လဲဆိုရင် Jadi le awak lagi lah buat isu apa ni apa awak jadi le mana jadi le cuma ni awak ni. အဲ့ဘုဒ္ဓတီကနေခေါ်လာတဲ့အခါမှာသူတို့ကျွန်တော်ကိုယုံအောင်ကျွန်တော်ဘာလုပ်ရမှာလဲ Penny awak lagi kau le aku betul ni awak kita nak yang awak ni kau mana ni le. အဲ့ဒါကြောင့်ဘုရားတခင်ကမောရှိအသိလက်မှာဘာရှိ
ရှိတဲ့အရာတွေနဲ့လုံးဆောင်ပြီးပြောတာဖြစ် ဖဲနေနေစားတာဆိုလို့ရှင်းတဲ့ကြည့်လို့နေမှာဒီအိုလေလာအိုနေနဲ့မမတာတခါနေလို့ တခါတည်းမှာဖျားလုတ်ခိုင်းတဲ့အရာကိုလုံးဖို့ရတဲ့အတွက်ကျမတို့ကကိုယ်မှာရှိတဲ့အရာတင်းတင်းလေးပဲမဖြစ်နိုင်ဘူးပဲထင်နေတာဖြစ်တယ် တော်တော်ပေါ့စားရမင်းလိုပါနေနော်လက်တာလည်းပမာတင်းနေမိသားချစ်ချစ်ဖို့လည်းတော်တော်နဲ့မချိုးဖို့ပဲ မောရှိရတယ်အဲ့လိုမြင်တာဖြစ်တယ်ဒီplanလေးတစ်ချောင်းလေးအားဖြင့်ငါအစ်တတွေကလူမျိုးအများကြီးဘယ်လိုကောက်ခေါ်မလဲ ဒါဆိုမရှိနေချိုးမွေးတဲ့စိတ်ကောရောတော့တော့ဘိုးလို့နေကြလေမှာဘုပ္ပေကအစ္စလာမ်ကိုတည်တည်လေ ဒါပေမဲ့ဖျားရဲ့အချက်အစီကိုသူမသိလို့ဒီစကားပြောတာဖြစ် ဘာသာနာကိနေတဲ့တင်ရဝဲတာကစားရွာအတန်းထောထားလို့ကိုတော့ဝဲတေရတာဒီနီလို့ ဖျားသခင်ကသူ့ရဲ့အချက်အစီဟာအငြင်းကြီးမားတယ်ဆိုတာကိုသူကသိသိနေတာဖြစ်တယ် ကစားရွာအတန်းထောထားလို့နေတို့ဝဲရိုဝဲနေအဲ့တော့တော့လည်းဝဲတင်ရဝဲတာ မောရှိရဲ့ခံရတဲ့အားဖြင့်အဲ့ထုံနေတဲ့ကိုတစ်ချမ်းဖဲနေရပါမယ် အဝဲနေခဏပြရ မောရှိရဲ့ခံတယ် ခေါပလိုလာဆိုမရှိအနောက်တော့ဘုံကိုနေနော်အဝဲပေါ်လေဝင်တဲ့မှာဝဲခိကေ မုတ်ဆိုးမိုင်းဒီကနှစ်ပြားလေးအားဖြင့်ဖျားရဲ့အတိမတ်ပြုခြင်းကိုခံရရတယ် မိကမဲအတော့ဘခိနေနေဘာတာဆက်ပနော်ရလဲကစားရွာဆက်ပနော်ရလဲအမတာမီတို့မှာ အားလုံးသိတဲ့အတိုင်းပဲပေါ့နော်မုတ်ဆိုးမကဘုရားသခင်ရဲ့ဗိမာန်တော်မှာလာပြီးတော့အတူငွေထည့်တဲ့အချိန်မှာသခင်ယေရှုကရှိနေတာဖြစ်တယ် ဖဲနေနေပတိပါဝလာမိကမဲအချေဘခိနေနေခိတာလာပေါ်နေချီလောဖဲနေနေကစားရှိပြီးကိုဖဲနေစီကော ချမ်းသာတဲ့သူတွေကသူတို့ရှိတဲ့အရာတွေကပဲတချို့ကိုထည့်တာဖြစ်တယ် ဘာလဲဘာထုဘာတော်ဒီဖာနေဟဲပါလာဝဲတော့မှာဘူးနေဟဲပါလာဝဲတနော် သူ့မှာဘလောက်ချမ်းသာရဲဆိုတာလူတွေကအကုန်သိနိုင်မှာမဟုတ်ဖြစ်တယ် တာလေအတောက်တော့အိုးချက်ချက်လေးနေဘာဝဘူးနေတဲ့တင်ရဝဲခဲလေပါ ဒါပေမဲ့လူအမြင်မှာမြင်တဲ့သူတွေက ဘာသာနာကလေးတာချီကပါနေ သူထည့်တဲ့သက်သာများတယ်လို့ဆိုတာဖြစ်တယ် ဘာတော့မလို့စေတပါဖလောဝဲတော့မှာဘူးဒီဖာနေအားရတော့မှာလား ဒါပေမဲ့မုတ်ဆိုးမကလာပြီးထည့်တဲ့အခါမှာဒီကားလေးနှစ်ပြားပဲထည့်တာဖြစ်တယ် ဖဲလေမိကမဲကနေဟဲဖလောလာလာအဒီကဘခိဒေခိပြာ သူထည့်တဲ့အရာကိုတချို့လူတွေကအပြစ်တင်တာဖြစ်တယ် တာလေအဟဲဖလောတော့မှာဘူးနေဘာတော့နော်နေပါဒီပါကမှာဝဲတာ အာထည့်တာလေးနဲလိုက်တာ အေးဟဲဖလောကနေချာတော့မှာ လူတွေကအမျိုးမျိုးပြစ်တင်ဝေဖန်နေပဲသူ့ရဲ့အတူကပြန်ပြီးသူ့ပတ်စံပြန်ပြီးတော့တာ ဖဲနေနေတော့ကွာဘောဘူးဒီဖာနေပါဒီပါကမှာဝဲတာအာမအဆလာကေဒီကြော်ပြီးဝဲတာတော့မှာဘူးပါ အဲ့ဒီနှစ်ပြားလေးပဲရှိတဲ့ဟာတွေကနှစ်ပြားလုံးထည့်တာဖြစ်တယ် မိကမဲကအတုခိနေနေတာအိုတော်အနေနဲ့တုခိနေလို့တာအိုတော်အခဲတယ်ဖလောတာဖဲနေလို့ ဒီရာအဖြစ်ကျမတို့ကိုပြန်ပြီးဘာတုံးနေနေလဲ တာတိဖိုင်ကိုနေဆိုင်ရအဲ့တော့တော့ပါလဲကဲမလို့လေ ပေးကမ်းကြီးကိုဘုရားကတုံးတင်တာ ဆိုင်ရအဲ့တော့တော့ပါလဲတာဟိ စိတ်နှလုံးသားအကျွေးမဲ့နဲ့ပေးမှုတဲ့သူ့ရဲ့စေတနာကိုအခြားလူတွေကအတိအမှန်မပြုတော့လေ တာတာအိုလောလောတာဟိဒီဖာနေပါလဲအဖို့ဆိုတဲ့ဖာပြီးတပါတော့ဘာသာနာဒီနေ ဘုရားရှင်ကအတိအမှန်ပြုတာဖြစ် ဆိုင်ရပါတော့ဝဲတာတော့ ဒီနေ့မှာ တနည်းအားဖြင့် ပေးကမ်းခြင်းနဲ့ပတ်သက်ပြီးတော့ ဘာခေါ်လဲဘာကလည်းတာဟိ ဘုရားသခင်ရဲ့စိတ်အလိုဆန္ဒကိုပြည့်ဝအောင် ဒီတော့ကမလဲပဲဝဲရွာတာဘာတာ စိတ်နှလုံးအကျွေးမဲ့နဲ့လူများဖြစ်နေလေ ဘကဟိတာလည်းတူတော့ဖလက်တာတော့ဖလက်ဒီတာလည်းအရီဒိုဒိုမာ ရေလောင်းတော်သူကို ဘာလဲလူတာချီနေ ရေလောင်းတည့်ရဲ့အကျိုးကိုဘုရားပေးမှာဖြစ်တယ် ဘာလဲလူတာချီနေကဒိုနီဘာဝလူတာချီအဘလဖို ဒီကားလေးနဲ့အဖေပြတဲ့ခင်ကျမတို့ကိုပေးကမ်းခြင်းကိုကျမတို့ကိုဖိပြနေတယ် ခေါပလာတော့ဘုကနဲ့တော့ဘခိနေဆိုင်ရနေဒီလောဖလာလို့နေပါ မောရှိရဲ့ဆန္ဒလေးအဖြစ် ခေါပလာဆောင်မရှိတော့တော့ဘ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုဖိပြနေတယ် ဘဒိုနီဘာဝဲတာရွာတာလို့ခေခေါကေ တချင်းလေးရှိတယ်အရှိမနော်ပင်လေကြီးကာစီထားတယ်လား တာတာဝီအိုဝဲဒီလာအရှိမပင်လေကြီးကာစီချတယ်နာမပါရောမင်းစစ်တကြီးနေလက်မရနေပေါ်လေကိုအိုကတာတာလော်ကီနေအဖာရိုသူဝီဒီဖာနေလော်ကီ ကဲဘယ်လိုလုပ်လဲ ကမာဒီလေ အဲ့လိုပဲကျမတို့ကိုအတားအဆီးတွေအနှောက်အယှက်အခက်အခဲတွေအရှိမပိတ်နေတာဖြစ်တယ် ဒီနေ့တော့လည်းပမေညာနေနော်တာလာမတီတာဘာတိဖာနေအိုရလည်းပမေညာတိဖာနေနော် အနောက်မှာလည်းစစ်တပ်ကလိုက်နေတယ် လာလော်ကီနာကေသူကမှုတိဖာနေလူပါ ညီမပြည့်စစ်တပ်မဟုတ်နော်အဲ့တော့ဒီလိုမျိုးကျမတို့ကိုဖာရောမရဲ့စစ်တပ်တွေလိုက်နေအရှိမလည်းဘယ်လိုမှကျမတို့ကပုံဘက်ဒီဘက်ကိုလွတ်မြောက်အောင်မယုံနိုင်တဲ့အခြေအနေတွေကြုံရမှာဖြစ်တယ် လော်ကီနေဖာရိုသူမှုတော့နေလူလက်ရရ
ပေါ်လေတော့ကတာအခုနေတာတင်ဖတ်လည်းမတော်ဘူးဘူးဒီမှာတင်နေပါကွာစမေအိုစီကော အဲ့ဒီအချိန်မှာကျမတို့ဘာလုပ်လဲ တာဆောတော့ဝဲနေဘကမှဒီလေ ဖတ်ပြီးလို့လည်းမလုပ်ဘူး ပကြီးနဲ့ဘတ်ဘူးပါ လူအနေနဲ့စူးစမ်းပြီးလူအနေနဲ့စူးစမ်းပြီးလူမြောက်အောင်ကြံစီတတ်ကြတယ် လာပါနောက်ပေါ်တာချုံမပတာတာချုံမနေပကူကစခိပူတာဘာတတိကိုအိုဝဲ ဒါပေမဲ့မရဘူးဖြစ် မဆာလာကင်းနေဝဲတာပါနော် အေဖက်နစ်ရှိပုံမှာဖျားရဲ့တဲ့တင်ချင်းကိုပေးထားတယ် အေဖိစုစတော့ကြီးစပကွီနေဘာခါလာတော့ဒီခေါကီ ကျမတို့အလို့ရတဲ့လူဖြစ်ကြအောင် ဘာလာအာမဝလာပါနေဘကဖာတကော ကျမပဲဖတ်လိုက်တယ်ယုံကြည်ခြင်းအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းကိုရောက်ရ၏ကိုလိုလောက်ရောက်ရသည်မဟုတ်ဖျားသခင်တနာတော်မူရာဖြစ်သည် အာမင် တစ်ဆယ်ကိုကျွန်တော်တို့ခေါ်လို့ဖြစ်တစ်ဆယ်အခန်းငယ်တစ်ဆယ်အဲ့ဒီအေဖက်နစ်ရှိကိုပြီးတော့တစ်ဆယ် ဒီဆရာဖလာနေတယ်နေရှင်းစေဖာနော်အဂိဒီပမေအတမလအတေလောဝဲလေယေရှုခရစ်ဘူးဤတော့ပကမတာဝီဖာလေဂျွာကတေကတော့ပါဝဲလေပကလေကလေအပူနီလောအာမင်သူရဲ့ဥစ္စာပေါ့သူရဲ့ကျေးဇူးတရားလေးတွားလာဖို့ပေါ့ခရစ်တော်ကယေရှုခရစ်တော်ကကောင်းသောအရာပြီးထား အဲ့တော့ဖျားရဲ့ကယ်တင်ခြင်းကကျမတို့ကိုဖျားရဲ့ချစ်ခြင်းကိုပေါ်ပြတယ် ဆရာတော်ကြီးခေါ်ကြီးနေပါဖာလို့ရတဲ့တာကွီ ယုံကြည်ခြင်းအဖြစ်ကျေးဇူးတော်ကြောင့်ပဲကယ်တင်ခြင်းရတာဖြစ်တယ် ခေါ်ဖလို့လည်းပနာကိုတော့ဘဒူနေပါရတဲ့တာကြီးခေါ်ကြီး ကိုယ်လိုနဲ့ဘယ်လိုပဲလွတ်မြောက်အောင်ကြိုးစားတော်များတယ်မရဘူးဖြစ်တယ် မိကူတော့ဖာလို့လည်းဘတော်ဆရာဝဲဒီရဲ့ဒီလေဒီနေ့ပါ စောနာပြောတဲ့နောက်မှာဖာလုံးမင်းရဲ့စိတ်တက်တွေလိုက်တယ်အရှိမပိတ်နေရပိတ်နေတယ်ဒါပေမဲ့ တေဝဲလည်းဘလော့ကီပမေညာနေတာကရောဝဲတာ ကျမတို့လူအနေနဲ့ဘယ်လိုမှလွတ်မြောက်အောင်မရဘူး လေဘာနောဆရာဝဲနေပါကသူ့ဖဲဝဲနေတဲ့တင်းလို့စေပါ ဣသရေလလူမျိုးတွေကဘောရှိကိုအပြစ်တင်တယ် ဝါဣစရာဘိုဒီပါနေပါနေပါကမရဆုံးရှိ အမြဲတမ်းညီးတွားနေတယ် ခေါ်ပေါ်နေကူကကြွား ဖျားညီးတွားခြင်းကြိုက်ဘူး ကစတာကူကကြွားတဲ့လူတွေနေရွာ ချီးမွမ်းခြင်းကြိုက်တယ် ကစားရည်အဲ့ဒါလည်းစီထောက်တယ်လို့ ညံပြချီးမွမ်းပါ စီထောက်တယ်အာ ညံပြချီးမွမ်းရင်ညံပြလွတ်မြောက်ခြင်းရမယ် မင်းစီထောက်တယ်အာနေငါထော အောင် က် ပြ တယ် ခြင်းရတယ်လွတ်မြောက်ခြင်းရ ဘော မယ် ရတမန်လေလာဘောရတထုတယ်လို့ ကျမတို့ချီးမွမ်းတဲ့အခါမှာ ဖဲလေကူတော့ဘာတော့ခါနေ ရန်သူရဲ့ခိုင်းတော်ပြုတ်ကြတာဖြစ်တယ် ဒူဒါအဂွလောပေါ်ရလား အဲ့ဒီရန်သူကကျမတို့တိုက်ဖို့ ဒူဒါအဝဲအတတူရစတဲ့ဖာလောပေါ်ရလား သူ့ရဲ့အကြံစီတော်မှပြုတ်နေတာဖြစ်တယ် အတတူဖာလောတဲ့ဖာနေဟာဘောဝဲခဲလေ အဲ့ဒီအရာကိုယုံကြည်သူတိုင်းသိဖို့နေတာဖြစ်တယ် တာတဲ့ဖာနေဘဆုကိနာဘူးတာဘူးပါပါတိနေပေါ်ရတယ် ဒါပေမဲ့ချီးမွမ်းခြင်းအကြောင်းတော့အကျယ်လို့ပြောတော့ဘူး အခုဒီတေဝရလက်တာစီထောက်တယ်အဂိလပါ ဒါဝိရဲ့နောက်စလုံးလေးအားဖြင့်ဂေါရိယကိုနိုင်တိုက်ခဲ့တယ် ပတိပါဝဒါဆိုတာဝေအလဖို့ကိုတော့အဝဲဒီဝရစောကလီယာဒီဝဲ အဲ့ဒီလိုပဲပေါ့နော်စောနာမှာလည်းပိတ်နေတဲ့အရာရှိတယ် ဒီနေ့တော့ဖဲကတေဝရလက်တာမင်းညာနေတာတာထရောခါလီအိုဝဲတာ လူအနေနဲ့မလုံမြောက်တော့တော်တယ် လေပကိစားဝဲနေပထုနေတဲ့နေပါအစာ ဘုရားသခင်ရဲ့ပေးထားတဲ့နှံနဲ့အားဖြင့်ပြည်တဲ့ကိုတက်ဆန်းခွဲပြီးသူတို့ကိုလူမြောက်အောင်ဘုရားကြီး ခေါ်ပြီးလည်းဆက်ရဟိလောတော့ထော်ဘူးကိုတော့ပေါ်လက်တက်ခါကြီးကြတော့ဝဲဒီထုတယ်ဝဲတာ ဝါရှိလက်ထက်ကဘုရားရဲ့ကယ်တင်ခြင်းအပေးပြီးသားဖြစ်တယ် လက်ဆောင်ရှိအစူဘူးအခါဒါလည်းတောက်ပြီးခေါ်ကြီးနေဆက်ရဟိလောကဝဲတာလီ ကဘာဦးဘိုးအစမှာလည်းကဘုရားရဲ့ကယ်တင်ခြင်းကဒီအာယိုင်အာဘီကလူလက်ထက်ကလေးကပေါ့နော်တည်ဝိလုံအားဖြင့်လူတွေအနေနဲ့ဘယ်လိုမှတည်ရတဲ့ခက်တဲ့နေလို့မရတဲ့အခါမှာပြတ်တဲ့တည်ဝိလုံအားဖြင့်ကယ်တင်ခြင်းအပေးပြီးသားဖြစ်တယ် ပချိပါလာလက်ချီလက်တော့တပတ်တေစားတော့ခါလီနော်ဘာကညောနေကတိကချာတော့လာတိလာတဲ့ကမဘတာကိုဒီညောပါကိုလက်စားနေစားရဟိရတာကုတက အဲ့ဒီຢာကိုပြန်ပြီးပြည့်စုံစေဖို့ရန်အတွက်ကဒီမှာဘောရှိကိုအေးတော်ပြည်နယ်ကိုဖြတ်ပြီးဘုရားရဲ့ကယ်တင်ခြင်းကိုတက်တည်ထပ်ထူပေးခဲ့တာဖြစ်တယ် အခုတာတိဖာနေလာအခတ်ချီခေါ်ပေါ်တာကေရောတာဆက်ရတဲ့ကတော့တာတိဖာနေလောဘရောကေဝဲကောနေဟီလောကေဝဲလည်းဆောင်မရှိစုဘူးတာဥကေကောကေနေကေအိုပလာကေဝဲလည်းဆောင်မရှိစုဘူး ဘုရားသခင်ကဣသရေလလူတွေကိုခဏခဏတုံ့တင်ရတာဖြစ်တယ် ကစားရွာနေတော့ဝဲလာဘိစကာဘောတိဖာတော့လောလောလော သူတို့ကအစီအစဉ်တဲ့ခါမှာဘုရားကိုချီးမွမ်းလိုက် အဝဲတိဖာနေဖဲလာအမှုဘတ်ခုခနဲ့စီထောက်ပြီးကစားရွာ နည်းနည်းလေးအခက်အခဲကြုံလိုက်တာနဲ့ဘောရှိကိုအပြစ်တင်ပြန်ပြီး တာတော့တဲ့မီဟေပေါ့နေကဒူဒီလာလီတာဒီပါကမာလီ ကျမ
ဖြစ်တယ် ဘဝဒါပစုကိနာကိနာဘောပတတော်အုံမူဒီနေပါ အသင်းတော်မှာလည်းဖခင်ရဲ့ခရစ်တော်၌တည်ဆောက်တဲ့အသင်းတော်ဖြစ်ရင် လက်တောက်ဖို့ဘူးနာကိနေမိမိလာလာခရီတူတော်တောက်ဖို့နေ စုံစမ်းနောက်ဆက်ရှင်အစည်းအဝေးတွေရှိနေမှာပဲ မိမိခရီတောက်ဖို့သဘလနေတာဒူဒါတာဖိတာမတာတော်တဲ့ဖာနီကိုโอเคဟဲလာတာဘာလဲတော့ ဒီအသင်းတော်အစီမပြေလို့ဆိုဟိုအသင်းတော်သွားရင်လေ တာအုပ်ဖို့တဖွေးနေတပတ်လာတယ်လေဒီလာတော့တဖူး အသင်းတော်တိုင်းမှာအခက်အခဲရှိနေမှာပဲ တောက်ဖို့ကောဖူးတယ်အိုဝလာတာတာကြီးကောတော့ အဓိကကိုကပြပြရမှာ အရီတို့လာတမီလာတောက်ဖို့အရီတို့လာပနောကစားပါဘောတာ ကိုကတယောက်နဲ့တယောက်မှာချိတ်ဆက်ခြင်းရှိတယ်ဆိုရင်စီလုံးညီညွတ်ခြင်းရှိတယ်ဆိုရင်အဲ့ဒီအရာကိုတွန်းခံနိုင်မှာဖြစ်တယ် အခုနေပွဲတော်တလာတလာပတာပလာတာပတာဟူတာဖို့မီကိုနေပချော့ဖော်ဝဲတာလေတာလေဥကကြွားတာလေအမဖူချူချောတာတေးမလာနေတော့ တခါတလေမှာအိုးဆရာကဒီလိုလုပ်တာငါ့ကိုတော့မလုပ်ပေးဘူးသူ့ကိုတော့မျက်နှာလိုက်တယ်အဲ့လိုမဖြစ်စေချင်ဘူးဖြစ် တ တယ် ဘောတော့နေပချောပွဲတကားတကားကြီးနေမာတာလေဘာလာနေဘူးနာလေဝဲနေတမနီရပါလေပချောပွဲချနေသေး ဆရာသမားတွေလည်းအရင်လုပ်ရတာဖြစ်တယ် တရာတမန်တင်ဖက်တာဖိတာမှာအာစီကိုဝဲတာ ကျမလည်းဖျားမှုလို့ဆိုဆောင်ကအဲ့ဒီညာလေးပုံနားလေလာတာဖြစ်တယ် ရေနောကစားရဲရေစားတော့မှာဝဲတာရတတာကူဆောက်နေလို့ဒီမှာရေနာပေါ်အားထောဝဲတာတာတင်ဖက်နေ အဲ့ဒီညာလေးအဖြစ်ဖျားကျမကိုတဖြည်းဖြည်းနဲ့ဝိညာဉ်ရမှာရင်းချက်အောင်တင်ပေးတာဖြစ်တယ် ခေါပူလက်တာမှာကွာတင်ဖက်ရကိုတော့ရေနောတာနေဟဲ့တို့ထောဝဲတာရောရော ဒါဝိရဲ့နောက်စလုံးလေးအဖြစ်ဂေါလိယကိုနိုင်တိုက်ခဲ့တယ် ပတိဘဝဒဆိုတာဝေအချီလို့လေလဘောတိဖာလီမန်နဝေဒဆောကလီယာ ဒါဝိကဂေါလိယကိုပထမဆုံးဗာပြောလဲဆိုတော့ ဆိုတာဝီနေတအဝတေဝဒဆောကလီယာဒီလေ တင်ငါငါ့ကိုငါ့စီကိုလာတဲ့အခါလက်နဲ့တက်လာတယ် နေဟဲလေယိုအိုလီနေဟဲဝဒလတဆူဝဲ ငါကဖျားသခင်ရဲ့နာမအဖြစ်တိုက်တာဖြစ်တယ် ယေနေဟဲလေတပူမူကမူဂျွာမ ဒီနေ့မှာကျွန်တော်တို့လောကမှာအခက်အခဲတွေအမျိုးမျိုးရင်ဆိုင်ကြုံတွေ့ရပြီပဲအဲ့ဒီညာတွေကိုကြောက်နေဖို့မဟုတ်ဘူး စံတော့ခဲနေပပစမေဝဒါကကတာခဲလူဒီဘာစနာနေတမီလဘဘာပလီတာနေဖာနေပါ ကိုယ်မှာရှိတဲ့အရာကိုထုတ်ဖော်ပြီးတော့ဖျားရဲ့နာမမှာတိုက်ထုတ်နေတယ်တိုက်ထုတ် တာလေအိုလေပပူဒီဘာပကဆူလာလေပကဒူချေဝေလာလေဂျွာ အဲ့ဒါကတော့နည်းနည်းတော့ရှိသွားပြီသူပြရရတယ်နည်းနည်းလေးပဲဆက်ပြောမယ်နော်နောက်တစ်ခုကကြတော့ကျွန်မစီစဉ်ထားတာ၃ခုဖြစ်တယ်အခုတစ်ခုပဲပြောမယ်နှစ်ခုပဲနောက်တစ်ခုပဲပြောမယ်နောက်တစ်ခုကကြတော့ဖျားပြတဲ့အစွမ်းစားကိုသိပြီးတော့သိယူရမှာဖြစ်တယ် အခုလက်ကိခါနေမျိုးလားတာလေစဘာဟီလောဘာတာလာဒီဖာနေပကမာရောပကကိုလိုဖျားတာ ဖျားသခင်ပေးတဲ့မျိုးစေ့ကမှန်ကန်ပြီးအပင်ပေါက်ဖို့ရန် အချီလေယူဟီလောဘာနေကမိဝလာလော်ဒါဟောပညာနေရောမုကမေကမေချောနေ ဖျားသခင်တင့်ကိုပေးထားတဲ့အစွမ်းစားကိုသိဖို့လိုတယ် မိဝလာတာလေစဘာဟီလောတာမီလေနေဘာတိညာ အဲ့လိုသိပြီးတော့လုံးဆောင်လာတဲ့အခါမှာတင်ရင်အောင်မြင်ခြင်းကတင့်နောက်ကနေအလိုလိုလိုက်လာပြီးပြန်ပေါ် မိ ရဲ့ တိညာတာကိုလေပပူလောဗမိမာနီ အောင်မြင်ပါ တာ ဘူး တာလာတာကိုပေါ်တော့တာလေအောင်နေတာတော့ထော်ဒီရာဒီကလူပိုကီလော ဝိညာဉ်တော်ရဲ့မှားစားခြင်းအထူးလိုအပ်တယ် လောဘစီကတာဆိုစီတာမဆာ မဿဲအခန်းကြီး25အခန်းငယ်14ကနေ30မှာ မတဲခီစီယက်စီလီလာတစီ တစီလူရ တ တ စီ စီ လီ တစီ လာတစီ ဒါပေမဲ့မဖတ်တော့ဘူးเนาะအဲ့မှာငယ်သား၃ယောက်ရဲ့ဥပမာကိုပြောတာဖြစ်တယ် ချိပါဝလာဘာတလာဘာတလာအတာဥပတာ ငယ်သား၃ယောက်မှာတစ်ယောက်ကို50ပေးတယ်တစ်ယောက်ကို20ပေးတယ်တစ်ယောက်ကို20ပေးတယ် ချိပါဝလာနော်အဝဲအကချာနီလောဝလာယက်စီတလာခီစီတလာတချီတလာ 50ရတဲ့သူကလည်း50အတင်းရအောင်လုပ်တာလေ ဘလန်ဒိုနီပါဝလာယက်စီတလာနီ20ရအဝဲအတာဒီလာဖို့နေဟက်ကီတော့ယက်စီ 20ရတဲ့သူကလည်း20အမြင့်ရအောင်လုပ်တာလေ ခီစီတလာစစ်တော့တာဒီလာဖို့နေគឺအားဝလာခီချီ 10ပေးလိုက်တဲ့သူကသူကမြေမှာသွားပြုတ်တာဖြစ်တယ် လာအဒိုနီပါဝလာတချီတလာနီနော်ဝဲလာနေခုလောဘာဘဝလာလောခုလော တိုးဝအောင်သူလုံးရမယ့်အစားမလုပ်ခဲ့တဲ့မြေပါပြုတ်ပြီးတော့တခင်လာတဲ့အခါမှာအဲ့ဒီ30ကို30ပြန်ပြီးတယ် ကမအားထောဝဲလာနေကမဝဲပါဘာစအဝဲဓမ္မဝဲလာလေခုလောဝဲလာခုလောဖိလက်စားဟဲကိကနေလေဟီလောကေဝဲလာတချီ 50သမားကတပည့်အစား ဘာလဲဒီပါယက်စီကနေတာလူလာဖို့ယက်စီ 20သမားကလည်းအဲ့လိုပဲ နေပါဝဲလာယက်ခီချီလာကနေဟဲကိတော့အားဝဲလာလူဖို့ခီချီ တိုးဝချင်းတွေပြောင်းလုံးလုပ်နိုင်တယ် ဟဲမှာအားဝဲလာတာအားရော 30သမားကတော့အရင်ပဲပြန်ပြီးရတယ် မိမိလည်းတချီလာလေဟဲကိဝဲလာလေထဲလာလေချီ
ကျေးတချီနေလော အဲ့ဒီညာလေးအပြင်ကျမတုံတင်တဲ့အရာပဲဘာလေးပြရတယ်ဆိုတော့ ဖဲနေနေတော့ကွန်ပျူတာလေးတစ်ခါကိုနေဘာသာကိုပါဒီလေ လူအနေနဲ့ဆိုရင်30ပြီးတာဆရာဖရာ30ပြန်ပြီးတာအရှုံးမဟုတ်လား မိမိလာပတချီနော်ဘာလို့တချီနေနော်အလိုကရရနေရတချီဒီဟိတချီနေတမိတာလည်းအရှူးပါမော ဒါပေမဲ့ဖရာရဲ့အမြင်မှာတိုးပွားခြင်းရှိဖို့ရဖရာလိုတာဖြစ် အစရကလေးရွာတချီနေတာဒုထောင်းနေဘာအိုဝဲရနေဒီတာဘာရွာတာမော 30ရှိတော့ဘုရားတခင်က30ထက်မကတရားအောင်လုပ်နိုင်တဲ့ဘုရားဖြစ်တယ် တာတော့ကတချီကဒီလက်တကရနေရွာမှာပဲပြီးတော့ အဲ့ဒီကြောင့်ကျွန်တော်တို့နားလည်ဖို့ရှိ တာတိတဖာနေပကရနာပဝဲတာ အဲ့တော့ဘုရားတခင်ကကျွန်တော်တို့နီးမျိုးစုံနဲ့ကျွန်တော်တို့ကိုကုန်တင်နေတာဖြစ်တယ် အခုနေစရနေအဝဲတော့ဘာလဲအာဒို သစ္စာရှိသောဘယ်ကောင်းကောင်းကိုအခေါ်ခံဖို့ရန်အတွက် ဒီတော့ဘာကောတာကုလအငိဒကဒီတော့ဘာပကဒိုဒီဘာလာတာကောတာနေ ဘုရားတခင်ရဲ့အမှုတော်ကိုလုပ်ဆောင်တဲ့နေရာမှာ ဖဲလပမယွာတာမဆရတော့နေ သစ္စာရှိနဲ့ ပကိုရတာတူတော့တာလို့ တူပွားခြင်းရှိတဲ့အသက်တာဖြစ်ဖို့ရန်ဘုရားကကျွန်တော်တို့ကိုလုပ်ဆောင်နိုင်တာ ပကိုရတာတူတော့တာတော့ပကိုရတာဒိုချောအခုနေစရနေမိတာတာလဲစရတာဘာတာနေလို့ ဘုရားရဲ့ခေါ်ခြင်းကိုသိပြီးရင်လုပ်ဆောင်ဖို့ရန်အတွက်ဘုရားဖွင့်ပြချက်တွေရလာပြီးလုပ်ဆောင်ရမှာကကိုယ့်ရဲ့တာဝန်ဖြစ်တယ် ဖဲလပနာဝဲလာတာကောဝီလို့ခီနေတော့တမလည်းဘာမှဒီဘာတာဒိုလို့ဒီဘာနေပြီးပုံမှုဒါလည်းဘာမှဝဲတာလို့ တာဝန်ဆိုပေမဲ့တာဝန်တရက်နဲ့လုပ်တာမဟုတ်ပဲဝိจิတန်းချင်မဟုတ်ပဲဘုရားအပေါ်မှာတကယ်ပဲစိတ်အားကြီးစွာနဲ့စေတနာနဲ့အပြည့်နဲ့လုပ်ဆောင်ဖို့ဖြစ်တယ် တမီလည်းမူတာဖို့ကဘာမီလည်းတာအဲ့ဒါသူ့တာဝါတာသူ့တာဝဖို့ကိုဒီဘာမှဝဲရွာတာမှမီလို့ အဲ့ဒါဆိုရင်တော့ဘုရားသခင်ကတာရုသစ္စာရှိသောငယ်သားကောင်းကိုခေါ်မှာဖြစ် ဖဲ တယ် နေပကနာဟူရာရွာတေမလည်းကုလအငိဒက ကိုဘုရားကဖွင့်ပြလိုက်ပြီးဒီဟာလုပ်ပါလို့ ဖဲနေကစားရွာအော်အဝဲအတာလောဖာဟဲလီမာတာဝဲလီ ဒါပေမဲ့ကိုကမလုပ်ဆောင်ဘူးဆိုရင် ပမိတမဘာတပလနီ တတိမှာခရစ်တော်ရဲ့တရားပတ်နေစီရင်ခြင်းမှာ ဖဲနေပကဘကေတော့စီဆဂီတာ ယုံကြည်သူအတွက်တော့သူကကယ်တင်ခြင်းရတော်လေ မိမိလာပွားစုမိတာမိတာဘုဒိဖာနေကဒိုဒီဘတ်ကေခောကေဘာသာ ကောင်းကင်ရဲ့စုပေးပွဲမှာခွင့်ရအောင်ဖြစ်တယ် မိမိလာတာဟိခိုဖာနေဝဲဒီဒိုဒီဘာဝဲလပါ ကျွန်မကတော့ကောင်းကင်နိုင်ငံရဲ့စုပေးပွဲကိုရန်စိတ်ဝင်စားတာဖြစ်တယ် မိမိယာနေဘကလည်းခိုဖာလာမူကိုနေရဲ့အိုရိုမာ အခုဒီ fit school ကျောင်းတော်ကြီးကကျောင်းသားတွေအများကြီးဝေးထုတ်လိုက်ပြီ အခုနေဖေအချိုးပြနေမှာအဝဲကတဲ့တော်ရတာဘာချိုးပေါ်ဒီဖာအာမ ဒီမှာရှိတဲ့ဝိညာဉ်ရေးရာဆရာမတွေအားလုံးကလည်းသူတို့တပည့်တွေအကုန်လုံးကိုတော်ရှင်တက်ရှင်တဲ့စေတနာတွေရှိကြတယ် အခုနေတော့ဖေးနေတော့တမကိုဒီတော့လည်းအဘာချိုးပေါ်ဒီဖာနေတာလို့လည်းအတာဖြေအတာမာတာသေးပေါ်ရတယ်လို့ ဘုရားသခင်ရဲ့အမှုတော်ဆောင်ဖြစ်ပြီးတော့စိတ်အားကြီးပြီးတော့တကယ်ပျောက်ဆုံးနေတဲ့ဝိညာဉ်တွေအတွက်ဆောင်ရွက်စွာနဲ့ပံ့ပိုးပြီးဥဆောင်နေတဲ့သူဖြစ်ဖို့ရဘုရားလိုတော်ရှိတယ် အခုနေဖေးပမာယွာတာမနေဒီပေါ်လာတာတူအရှိုးကြီးဘာလို့လဲစားတော့ချင်းညာနော်လက်တာတူတာလို့နေဝတာတာရွာတာ အဲ့တော့မြန်မာစကားပုံလေးရှိတယ်တပည့်ကောင်းရင်ဆရာပိုင်းကောင်းတယ် အဝဲနေအဝဲကနေတော့ဝဲရနော်အဝဲနေအဝဲဘာချိုးပေါ်ဒီဖာနေမိကြီးနေအဝဲတရနေဘာတရမူနေခေါအမီကြီးမနော်ချောအဝဲလာခိုးဖာဖောမ ကျမကတော့လူတော်မဟုတ်ဘူးကျမလူတော်မဟုတ် အော်ရဲ့နေတယ်ဘာလဲအဖြေပါဘာကိုသိပါ ကျမကိုတင်ပေးတဲ့ဆရာတွေကတော်တယ် ခေါပလိုလာတရမလာတူရဒီပါနေအဝဲအဖြေကိုတနာနော် ကျမကိုတော်တယ်လို့မြင် ဒီနေ့ချိလိုက်ရတယ်ဒီကလတို့မှာနေ တင်ပေးတဲ့ဆရာကတော်လို့ကျမကတော်ရတာဖြစ် ခေါပလိုလာတရလာတူရဒီပါကလသေနာကိုလေတိချိလိုက်ဘူးနော် ဒီနေ့မှာနှုတ်ဘက်တော်အဖြစ်ရောက်စီတိုင်းကိုဘုရားစကားပြောနေတယ် အခုနေခေါပလိုလာစားကြီးထားနေနော်ဝက်ဆက်နေတို့တော့ဘယ်ကိုဒီတော့လေ ကျောင်းသူကျောင်းသားတွေမှာလည်းဘုရားအခုတော်ဘက်မှာတကယ်ခေါ်ခြင်းကိုတည်ပြည့်စိတ်အားကြီးစွာလုပ်ဆောင်နေတယ်ဘုရားစကားပြောနေတယ် ဘာချိုပိုတိဖာစစ်ကောနော်မလေးရွာတာမနေကပါဒတာသူပိုတာဝါနေအဝဲကေဝလာတာဟိစာရတာဟိတခူရနေဆိုင်ရွာနေဟိတခူရောပါတူလာပါကွာတဲ့စစ်ကော ကျမဒီလိုလာလေရင်စီးတဲ့အခါမှာလေရင်ကသွားတဲ့အခါမှာပြေးသွားရင်အရှင်ကတတိမြင့်လာပြီးတော့အပေါ်ကအရှင်ကတက်သွားတယ် အခုနေဖဲရဲ့ဟဲ့တော့ဘောယူကနေဘောယူစာတော့ဟာယောပြီးမှာပဲချူတော့တယ်အဝဲထော်ရတယ်အကြီးအမထော်လဲတော့ဘောခုနေတော့ အဲ့လိုပဲဝိညာဉ်ရေးရမှာလည်းတပြေးချင်းသွားပြီးအရှင်ကိုပြင်းစွာနဲ့သွားတာဖြစ်တယ် အခုနေဒီနေ့တော့တာတာမှာစစ်ကောပါစာတော့လေယောလို့ဒီပကလေတာကိစုပါဆူလာပကခေတ္တပရဆူဆူလာ အဲ့လို
လိုအရှင်ကိုကြီးစွာနဲ့တွားပြီးဘုရားတခင်ဝင်တော်ပြီးဘေးနားကံပူတာဖြစ် အခုဒီတော့ကလည်းတာတာတာပါဘူးနေတော့ဒါဆိုစီမီဦးစီကနေအခုကမှမချောပါလား ကျမတို့မတက်နိုင်တဲ့ຢာတွေကိုဘုရားတခင်ဝင်တော်မီးကကျမတို့ပတ်ပူးပြီးတော့အနေဆုံးရအောင်ဘုရားတခင်ကရွှေလင်းရုံကဲဆိုအတောင်ကိုထည့်ပြီးတော့ပို့ဆောင်တယ်ဖြစ် တာလည်းပမာတနေပါတဲ့ဖာနေတာဆိုစီလိုဘကပါနေကမချောပါဘကတလာတော့ဒီရှိတော့ဒီပရိုဂရမ်တော့လည်းယူလာတာပေါ့ ရွှေလင်းရုံကသူ့ရဲ့သားသမီးတွေကိုပထမဦးဆုံးပြန်တက်အောင်တင်နေတဲ့အခါမှာ ဖဲလေဒီပရိုဂရမ်တဲ့ဖာနေပြီးတော့အဖိုးလေးဖာယူရတဲ့တေးကနေတယ်တီတိုလိုရတာ အတိုက်ထဲမှာရှိတဲ့သူ့ရဲ့သားသမီးငယ်လေးတွေကိုအတောင်ပထမဆုံးပြန်တက်အောင်တင်နေတဲ့အခါမှာသူကဟိုးအမြင်ကနေတခါလေသူ့ကလေးတွေကိုတခါလေတိချလိုက်တာဖြစ် နော်ဖဲလေပချိကဝဲလာဒီပရိုဂရမ်ကိုတိုလိုရတာအဖိုးလေးဖာဦးလာကတူီဘူးကနေဟီရောဝဲလာကြော်ရတာအဖိုးလေးကြော်ရတာဖာဖိုးနေလက်တော့ဖာဖောနေတိတ်လောင်လာလက်တော့ဖာဖော အဲ့ဒီအချိန်မှာတခါလေအတိုက်ထဲမှာအေးဆေးလေးညိတ်ပြီးတော့တခါလေတချင်းဆိုနေတဲ့ကလေးလေးရှိကောင်းရှိတယ်အရင်က အဲ့ဒီနေဘကချိကဝဲလာလဲဖဲလေအိုချိုးပေါ်လာအိုတော်ဒီဖာစီကနေမီးတဲ့သူ့တာချဲနေပါတဲ့အိုတော်စီကောဝဲလာ အမေရဲ့တချင်းဆိုကနေမှာပဲညိတ်ပြီးညညညောင်းလေးတဲ့အေးဒီစားလိုက်အိတ်လိုက်စားလိုက်နဲ့တခါလေအမေရဲ့ချောင်းမီတန်ရဲ့အထဲထဲမှာခါလေနေဝတ်စွာနဲ့နေလာတဲ့အချိန်တွေကနေပြီးတော့ ဖဲလေဘချိကဝဲလာဒီပရိုဂရမ်တဲ့ဖာနေအိုလာလဲအမိုးခုကလာအမိုးဒီအောအမိုးတာဝီမီယောအမိုးမမီယောဖဲလေအိုရဲ့စတော့ထားနေ ဘာမပြောတဲ့ခါလေအမေရဲ့ရုပ်တရက်ချထားတယ်ဆွဲယူတော့အမြင်တွေကတိချလိုက်တယ် တခိတနေတပါသူပါတာပါအမိုးဟီတော့ဖဲအိုပါလဲအမိုးတာသူကရဖလာတခိတအမိုးကျော်တော့အမိုးပွေလောတာပါဖော ကျမတို့ကိုရဟတ်တွေပါလေစီးပြီးကိုအမြင်ကနေခါလေရူလာကိုစကားဆိုအမေတွေပြောနေတယ်တော့ခါလေကူလိုက်အသေးလိုက် အခုနေပါတီပါတော့နေကတော့ဘာလာတာချီလို့တာဖောရှင်းနေမနော် အဲ့လိုပဲကျမတို့ဝိနည်းရမှာလေဘုရားသခင်ကရွှေလင်းရုံကဲလို့သူ့ရဲ့သားသမီးတွေကိုသူကတခါလေငိမ့်ညောင်းလေးတွေပဲဟိုကြက်စားရရက်မှာရဲစိမ့်လဲရရက်မှာခါလဲနဲ့ဆက်ဆုံးလို့ပဲအများအားထားဖို့ဖြစ်တယ် အခုနေပွေလာနိုင်ရတယ်ဖာစီကတော့စိုက်ပါတာကိနေပြီးတော့စီတော့ခီစီတနေပြပါပါလဲတလာဟီတလောတလတာပွေပွေနေကို ကျမယုံကြည်သူဖြစ်တာနဲ့အဲ့ဒီကာယာတော့စိမ့်နှံတော့ကြက်စားရရက်မှာကျမနေခဲ့ရတယ် လဲဆရာလေဒီကေလောရမဆုကိနာကိနာဘူမီလောကိနေတော့ဘာဝရလဲအဝဲနေတော့ဒီတော့တက်ကတဲ့တော့လဲဆိုင်ရတဲ့တော့လဲတမ်းတမ်းခူလောဒီဖာနေပါ ယုံကြည်သူဖြစ်ခါမှာတော့ဆရာတွေကအားပေးတယ်နှစ်သိမ့်တယ်အချိုလေးတွေကျွေးတယ်အဲ့ချိုလေးနဲ့ပဲကျမတို့ကအကြီးကြီးခဲ့တာဖြစ်တယ် ဖဲလေဘစာရချုတဲ့တော့နေတော့မာဒီဖာနေနော်ကတော့ဘာလဲမမဒီအော်ဘာလဲအော်တဲ့ခုတော့ဘယ်တော့မှနေနေတာဒီနေတော့မ လောကရဲ့တိုက်ခတ်ခြင်းဆိုတဲ့မမျှော်လင့်တဲ့အရာကကျမတို့ကိုအတိုက်ထဲကနေတော့ခါဆွဲယူတော့တိချလိုက်တဲ့အချိန်ရောက်ပါပဲ ဟောပေါ်တာစောတနေဟောပေါ်အတာမှာကွာဒီဖာနေလောကဝဲလာလေထုတ်ဖို့နေလေအိုလာမိုခလာတဲ့တိတဲ့တာကျော်ရတဲ့တာကိုရောလဲတာပါဖောနေလောကဝဲဒီနေ အတိုက်ထဲကနေထုတ်ကြတဲ့ခလေးတွေကိုဘာလို့ကိုဘာတိုင်းမသိပဲလေထဲမှာတွေ့ပြီးတော့သူများကိုအားကိုးရမလားငါမေကဘယ်ရောက်ပြီလဲအမေကငါခေါ်တယ်မကြောက်လားကျမတို့ကပြောတယ် အခုနေတော့ကနေဖဲလေပါကိုရောပါခါနေပါတိပတ်လာတော့ဒီရှိရပါဟာခူရတာမှချပုံမိုးလေဖဲလေတော့ဘာလဲကမှချပါအိုဖဲလေတော့ကနေပါချိုးမိုးတော့ရတာခါနေပါခူရတာခါနေ အဲ့ဒီချိန်မှာအမေကတခါလေဘာသမီးမကြောက်နဲ့ငါနဲ့နားမှာရှိတယ်လို့ကျမအသက်ကမှအဲ့လိုမပြည့်ခဲ့ရဘူး ဖဲလေစတော့တာလေဒီလိုနေပါဝဲလာဒီမိုးအတာဟီဝီဟီပါပါဘီလာနေဖို့ကိုရိုးတော့လာနေဒီအမှုပါဝဲလာဒီမိုးတာဟီဝီဟီပါရပါ အခက်ခဲတွေဖုန်တန်းခြင်းတွေအမျိုးမျိုးကိုကျွန်တော်ပေးတွေ့ရဖြစ် တာပေါ်တာခဲတာမှာကွာကလူးလူးနေဒီပါလေကွန်ပလိုရဲ့ ယုံကြည်သူဖြစ်တဲ့အခါမှာကျွန်မကရွေးချယ်စရာတစ်ခုကိုကျွန်တော်ဆုံးဖြတ်ခဲ့ရတယ် ကွန်ပလိုလေရေကတော့ဆုကိနာနေတာဘူဘူနေဒီကဘာခုချောရတာခိခါလေးတော့ဘူး နံပါတ်1ကကိုမိသားစုတဲ့ကိုအရင်လိုအသက်တာနဲ့မိဘဘိုးဘွားစင်တဲ့ပေါ့နော်ပြောမယ်ဆိုဘုရားဘာသာဖြစ်နေပဲနေမလား မိမိအတခါနေမိလာနေကိုအိုးတယ်မိုလီပါလာတဘာတာဟောတာဖွာ ယေရှုခရစ်တော်ကလိုက်တယ် ငါပေါ်လာတဲ့ဆိုင်ရှုကိခီယာ ဘုဒ္ဓနည်းဆရာတယောက်ပြောခဲ့တာလေကျွန်တော်ပြပြတယ် မဟာတတိစစ်ကောတရာဖို့ပြေလာနေတွလို့ကပဲ ယေရှုတော့ကိုဘာကြောင့်လိုက်လဲ ဘာမလူကဘာပေါ်ဆိုင်ရှုကိခီလေ ဟုတ်တယ်နော်ဆရာ အမေယာ အဲ့တော့တစ်ခါတလေမှာဖခင်ရဲ့နှုတ်ကပတ်တော်ကအများကြီးဝင်သက်ရှိတာဖြစ်တယ် အခုနေကစားရလူထားနေအိုဝလာတဲ့တာကော ဒီနေ့မှာလည်းဖခင်ရဲ့ဝိညာဉ်တော်ကဒီနေရာမှာလှုပ်ရှားတာဖြစ်တယ် တနည်းရိုက်စစ်ကောရတာဆိုစီနေဟူဝဝလာတာလောဖေး ကျွန်မလက်တွေဆိုအရန်ပူလာ ဒီကျူဒီဖာနေကိုလူဝဲတာ
ဒီမှာမရိယာဟောသွားတဲ့များအရာတွေမှာအားလုံးချိတ်ဆက်တယ်အနည်းကဟောသွားတဲ့ဆရာသမားတွေဟောသွားတဲ့နှုတ်ကပတ်တော်နဲ့ကျမလည်းချိတ်ဆက်တယ်Mahagani no, tak sok kele ke sila terakhir di depan no, babla tadi tak sok ni nyai no. ဆရာမတယောက်ကဝီရောမီကြောင်းပြောရတယ် Dalam bulan ni, awe tewala bakal lepas sini u. တယောက်ကယေရှုနဲ့ကိုဘာကြောင့်လိုက်တာလဲ Dengan ni tewala lepas bulan tu bapak saya syuting kile. ပြီးတော့ဘယ်မှာကျက်ဆက်တယ်ဆိုတော့မာရီနဲ့မာသာအဖြစ်ဘုရားသခင်ဆရာမအဖြစ်ပြန်လုပ်တယ် Bagi siapa yang tewala dalam bulan no mari no mata atau mungkin ni saya gitu dah lupa. ဆရာမဖော်ချီရွေးထားတဲ့နှုတ်ကပတ်တော်ကတအိမ်နဲ့နေပြီမဲ့မတိုက်ထားတဲ့တူနေတာဖြစ်တယ် Dalam bulan ni orang sana we miwe dalam bawa sana ni tetap bawa dah mana kini ane dengar dah. အဲ့ဒီလိုပဲကျမလည်းအားလုံးနဲ့ချိတ်ဆက်ရှိတာဖြစ်တယ် Di ni tu lah yesi kono, ini dengar itu. Di kita ni dengar tapi ni lo. အဲ့ဒီမာရီနဲ့မာသာလည်းကျမထည့်ပြီးပြောမလားကိုစဉ်းစားမိတာဖြစ်တယ် Pemeri ye cuma ikut pen, ikut tewala no mari no mata lagi. ဘုရားသခင်ရဲ့ကျေးဇူးတော်ပါပဲ Ni mana jua beliau. ဝိညာဉ်ကြီးရှိတဲ့သူကအချင်းချင်းသိတာဖြစ်တယ် Walau orang ni uni dengan ni nak pelok. အဲ့တော့ဝိညာဉ်ရေးရအသက်တာမှာဆောနာဒီကြာသွားတဲ့ကလေးတွေပေါ့နော်ရက်ကနဲ့ဖြစ်ပြီးဘာလို့အောင်မသိတဲ့ခရိယန်ကိုအသက်တာမျိုးနဲ့ကျမတို့ဘုရားအသက်မရှိသေးခြင်း Aku ni no di kau dah le, tu pula ajuda papa lote. Aku pele ni kesai wali ni. Orang mula aku di ni bah. ဘုရားသခင်ရဲ့မဟာဆောင်လို့ဆိုတော့ယုံကြည်ခြင်းပျော်လင့်ခြင်းအဖြစ်နဲ့ဘုရားမှာစိတ်ချတဲ့အသက်တာဖြစ်စေခြင်း Aku ni berkati yang dah kesai wali ni orang yang masa ya. Tanah le kesai wali pokok ni kau orang dah lepas tabu lo ti lo set. ကိုဝယ်တဲ့ဘုရားအသက်ရှင်တဲ့ဘုရားဆိုတာအသက်တာမှာတိမှတ်ဆွဲတဲ့နေရာမှာဖြစ်တယ် Lepas tahu busi kau ni berkati yang jual bapa orang ni jual amu jual masa berkati ni berkati yang nak lo ti lo set. ဟေဘရဲ7မှာပြောထားတယ်စတိ Sedikit si je ni kau dah. ယုံကြည်ခြင်းတည်ပျော်လင့်ခြင်းဖြစ်တယ် Tanah ni tam yung cincin. ယုံကြည်ခြင်းတည်ပျော်လင့်တော့ Oh tanah ni dah pula. Video berapa? စတိတိ Okay. Dota sudah nami tamulala atami betak. Dota le peciban tepat atatinya lo. ယုံကြည်ခြင်းဟာပျော်လင့်ခြင်းကြောင့်ဖြစ်တယ်ပျော်လင့်ခြင်းကတိပတ်ဆွဲတဲ့ခြင်းဖြစ်တယ်နော် Dota sudah nami tamula ni dah le peciban di depan ni lo. တိပတ်ဆွဲတဲ့ခြင်းဆိုတာဘာလဲ Awe tan le actually betak lo so ni menu le. ဘုရားသခင်ကစိတ်ချယုံကြည်ခြင်းကိုဆိုလိုတာဖြစ်တယ် Ero tewala ke sayuan ni dah jual depan na ofin lah. အဲ့ဒီညမရတဲ့ကလေးတွေကိုတင်စားတဲ့အခါမှာကလေးတွေရက်ကဖြစ်တဲ့အချိန်မှာသူ့အမေကိုတန်းတာအမေငါ့ကိုမကြည့်ဘူးကြည့်သွားတယ်ဆိုတော့သူ့အမေမှာနေတဲ့သူရှိနိုင်တယ်လို့ Hello, di road nanti lo po kani no, awe po ni depan ni semua dah lima ni dek ya ba. Le semua dah le bagi ti. အမေကိုအပြစ်တင်နေတဲ့ကလေးလေးရှိတယ် Wala cina dah bagi bagi ma usi kowe. အမေလာမှာကိုတိတိနဲ့ပြောနေခြင်းအပြစ်နဲ့စောင့်တဲ့ကလေးလေးရှိတယ် Yemo ke he ni le tamula le po pe ni, le o kowe dah ni usi ko lo. အဲ့ဒီလိုပဲကျွန်တော်ယုံကြည်သူအသက်တာမှာလေ Di ni tu kowe dah basu ke dah kita po ti depan ni. ညီးတွားခြင်းတွေဘုရားသခင်မကြိုက်ဘူး Ta ke du ke ni, ta bagi bagi ma ni sa de ba. အမြဲတမ်းဘုရားရဲ့လာခြင်းကိုသိပြီးတော့ဘုရားသခင်လိုက်ပဲအမြဲတမ်းပြောနေတဲ့သူဖြစ်ဖို့ရဘုရားသခင်ကကျွန်တော်တို့ကိုပြင်ဆင်ပေးထားတာဖြစ်တယ် Aku ni berkati yang le sa ke he ki lo ke papa mula dah le sayuan ni, sa ke te ko ni. Boleh boleh apa tanah le po ni lo. အဲ့ဒီအချိန်မှာအဲ့ကလေးပြုတ်ကြတော့ညီပေါ်ကိုရောက်တော့မဲ့အချိန်မှာ Hello, tu beri lote, apa apa ketika lo hok kos kalau ni. ခါရဲဖတ်မှကြည့်ရတယ်ဘုရားနေတာတော့သူ့ကောင်းကိုခါရဲဇက်လိုက်တာခါရဲမိသမီးကိုခါရဲဆွဲခေါ်တော့ဒီတော့ဖွင့်ထားတယ် Hei, kan ini cakap apa no? Ketika lo lote lo ni amoni hand lo kalau asyik ni, kau ini lo gimana lo kalau post tu gimana lo kalau. ဘုရားသခင်ကတခါပြန်မှာကျမတို့ကိုခက်ခဲခြင်းတွေကိုအမြဲတမ်းမကြုံစေဘဲနဲ့အဲ့ခက်ခဲခြင်းကြားကနေဘုရားသခင်အောင်မြင်ခြင်းကိုတွန်းပို့တာဖြစ် Aku ni lo kalau dah kos sebentar kau dah kiri pak aklar ni no. Dah bagaimana gimana dah kau dah kiri pak ni kesayuan ni lucu gimana tak no kau ni ba. အဲ့ဒီရွှေလင်းရုံလေးတက်တာကိုကြည့်ခြင်းအဖြစ်ကျမတို့ဘာလို့ခုန်တင်လဲ Ciba wala li program pulo, peduli ba wala li le. ဒီနေ့မှာစဉ်းစားဆင်ခြင်ဖို့ရတဲ့ဘုရားစကားပြောပါစေ Jadi nyai ni kita pakai peci no power ni, mausa kita jual apa kau ada. ကျမ
ပြောရင်တော့အများကြီးရှိတယ်ပြောတော့ဒီတော့လည်းပဲဖြတ်သွားမှာဖြစ်တယ်အဲ့တော့ကျွန်မဖျားမှုတော်ဆောင်တဲ့အခါမှာဒီနှစ်2024မှာဖျားထူကောင်းချီးပေးတဲ့နှစ်ဖြစ်တယ်အမှုတော်ဆောင်ခြင်းမှာဖျားတခင်အထူပါတဲ့အခါမှာအောင်မြင်စေရတာလေဒီမြန်မာပြည်မှာမယုံကြည်တဲ့သူတွေကိုတပတ်ကုန်တဲ့ချိန်ကျွန်မကျန်းစာတင်ခြင်းအားဖြင့်ကျွန်မမိသားစုကိုတိဆောက်ပေးတဲ့အခါမှာသူတို့ကတိဆောက်ခြင်းရှိတာပြီးတော့အပြုံးပြီးလုပ်ဆောင်ပါအခုနေတယ်လားဖဲလက်တီလိုဖြစ်စီပြီးနေဆက်လာနေတယ်တော့ရတော့ရတာဖိတာမှာခဲ့တဲ့စေတို့ဟောလေထော်ရတာလက်ကောပြီးတော့နေသူကြီးခိတော်နေတို့လို resource တော့ဝယ်กินဖာစီကတူလာတာနေတို့ထော်ရတာပြေးလောဘုရားသခင်ကဒီနှစ်သက်မှာကျွန်တော်ကိုထော်ပြရဲဆိုတော့မျိုးစေ့တွေအဖြစ်အပေပေါက်တယ်ပြောတာအခုနေမိတော်လက်မိတတိယရင်နေဆက်ရနေအတော့ဖာနေခေရတာကခေါ်ရလက်တာချီကျွန်တော်ကိုပေးတဲ့ယူပါရုံနဲ့ကျွန်တော်အောင်ထည့်ပြောတာဖြစ်တယ်အခုနေရွာတာလောဖလာတိတဖာနေနော်အခုနေအတချီအတဟီတိတဖာနေနေရတာဒီတိတဖာကြီးကျွန်မဒီမှာရှိတဲ့အရာလေးအားဖြင့်ပဲကျွန်မယုံကြည်ခြင်းနဲ့ခြေလက်စခံတာဖြစ်တယ်တာလည်းအိုးလေးဘူတိတဖာရထွဲလို့ရခေါ်လက်တာနာရခါလို့ရခေါ်လက်တာနာလို့ရမရဲ့ကိုဘက်ကခြေလမ်းကိုလှမ်းနေလိုက်ဒီဆိုတာလေဖဲလည်းပွဲလိုက်ရထွဲလို့ရတော့ခါလာတခါကြံတဲ့ခြေလမ်းတိုင်းကိုဘုရားပဲ့တယ်သွားတယ်အမေထွဲတော့ခါတခါခေါ်ခါတခါနေခေါ်ခါလာလာဒီမှာနေဆိုင်ပါလေတူးရုံနေပါမမိုးပေါ်နေပါတော့ယုံကြည်ခြင်းနဲ့ဘုရားသခင်နဲ့ပြောလေးတစ်ခုဖြစ်တယ်ဘကအိုရတာနာဘကမူလာကလည်းကြွားဘူးနေဆိုင်ရနေတိုးလို့ပါတော့ဘုရားသခင်ရဲ့နာမတော်ဘုန်းကြီးပါဘူး။အော်ရွာမိဘကယူထော်ထော်ကျွန်မလုံးဆောင်နိုင်လို့မဟုတ်ဘူး။လေးလေးမှာပေးကိုကကျွန်မကိုးဝယ်တဲ့ဖခင်ကလုံးဆောင်ပေးတာဖြစ်တယ်။ရွာလေးပေါင်းတယ်လည်းမဆရာဘူးလို့။ကျေးဇူးပြုလို့ကျွန်မကိုဒီ project ထိုးပေးလို့ရမှာ။ဝိသချူအဝဲချိုရီယာဒီကတော့ဒီနှစ်ချင်းမင်္ဂလာခံယူလာဖြစ်တယ်။